င်မျက်ရှင်သရာဤ၆ပြမတ်ပါစိတ်ဓာဝိတုဒ္ဓိသာဓုသာဓုသာဓုတရားတော်မှာလိုက်စားတာဇာတိဒုက္ခကလုံးရောက်ဖို့လိုက်စားတဲ့ဆိုပါတော့လည်းပဲသူကံရဲ့သဘာဝကံကိုနားလေတော့မှတကယ်အုံချောက်အပေါင်းချပြီးတော့လိုက်စားမယ်။ဒါလို့ကံပိုင်းကိုအရင်ဒါနားလေအောင်ပြောပြ။အဲ့တော့ကံတစ်ခုပြုတယ်ဆိုတော့သူကကံကိုဖြစ်စေတဲ့အကြောင်းတရားရှိတယ်။အဲ့ဒီကံကိုဖြစ်စေတဲ့အကြောင်းတရားအာဟုတုစိတ်လို့အဲ့ဒီအာဟုတုစိတ်ရှိလို့ကံကြီးပြုရတယ်။တတဝအနန္တဒီလိုဇာတိရလာတဲ့အခါကျတော့ဒီဝိတုက္ခကြီးရတဲ့အတွက်ကြောင့်ဒီဝိတုက္ခကြီးရပ်တည်ဖို့အတွက်စားဖို့ဝတ်ဖို့နေဖို့ပေါ့ဒိဋ္ဌာန်ကြီးကြတော့စားလာတယ်နေတာတယ်ပေါ့ဟုတ်လားအဲ့ဒီအတွက်ခုနကလိုရှာရအဲ့ဒါကိုခုနကလိုလိုချင်မှုတဏှာလို့ပေါ့အဲ့ဒါတဏှာလိုချင်မှုတဏှာဆိုတာလိုချင်မှုလိုချင်တာအဲ့လိုချင်မှုတဏှာကအဘုဒ္ဓစိတ်ဆိုတဲ့အဝိဇ္ဇာနဲ့သွားပေါင်းတဲ့အခါကျတော့လိုချင်မှုအားကောင်းသွားတယ်အဲ့တော့ဒီတဏှာနဲ့သွားအဝိဇ္ဇာနဲ့သွားပေါင်းဒီအဝိဇ္ဇာဆိုတာဇာတိဒုက္ခကိုဖြစ်စေတဲ့အကြောင်းဝိဇ္ဇာလို့ခေါ်တယ်အဲ့တော့အာဟုဒ္ဓလို့ခေါ်တယ်အာဟုဒ္ဓဆိုတာတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတာဝိဇ္ဇဆိုတာအပြစ်ဆိုတာဇာတိကျိုးဆိုတာဇာတိထွက်လာတာနဲ့ဝိဒုက္ခတွေကြုံရတာအဲ့တော့အဲ့ဒီဇာတိကျိုးနဲ့ဝိဒုက္ခကျိုးကိုဖြစ်စေတဲ့အကြောင်းတရားကိုအာဟုဒ္ဓတရားနဲ့ဝိဇ္ဇာလို့ခေါ်တယ်နားလည်အောင်ပြောရင်ဇာတိဒုက္ခကိုဖြစ်စေတဲ့အကြောင်းဇာတိထွက်လာတာနဲ့ကိုပြုတဲ့ကံရဲ့ဝိပဿနာတော့ကောင်းမှုဝိပဿနာခံမယ်မကောင်းမှုဝိပဿနာခံမယ်ဘယ်ဟာပုံများဘာဖြစ်လို့မကောင်းဘူးအာဘိဓိစိတ်ကပါပသမိရမတိတိမနောအဲ့ဒီအာဟုတို့စိတ်ပါပဆိုတဲ့မကောင်းမှုမှမွေးကြတော့ယောဂီတို့ကတော့ဟုတ်လားခီးပေါက်တယ်ဝေချင်းနောင်လာရရင်ကောင်းမှုနဲ့မကောင်းဘူးဘယ်လောက်တော့မလားမကောင်းဘူးလားကျော်ပိုင်းသွားတိုင်းကြပြီတော့သူကကောင်းမှုတွေဘာလို့လုပ်ပေးရလဲဆိုသူ့အပြစ်မမြင်အောင်မပယ်ခြင်းအောင်ဒါဝတ္တဝအနန္တကုဏတို့ဇာတိကမလုံးမြောက်ချင်ကြဘာလို့သူကကောင်းမှုတွေနဲ့ဒုက္ခဝေဒနာတွေနဲ့သူကပေးပြီးခံရအောင်အဲ့ဒီအဝိဇ္ဇာနဲ့သွားပေါင်းတဲ့အခါကျတော့လိုချင်မှုကအားကောင်းသွားအဲ့ဒီအားကောင်းသွားတော့ယာကလို့ယာကဟောဒီကောင်တော့ယာကအားကြီးတဲ့ကောင်ဆိုလိုချင်မှုအားကောင်းအားကြီးအေးအဲ့တလဲမောမောယာကဆိုတာလိုချင်မှုအားကြီးသွားတာအဲ့ဒီယာကဖြစ်ပြီးတော့ဘောကဖြစ်ရမောမောဒီကနေ့အဲ့ဒါမောဒီကလောကောအားကြီးသောလိုချင်မှုဒီယာကလည်းဆဲတဲ့လောဘဆိုတာအားကြီးသောလိုချင်မှုတဘာဝနဲ့လွန်ခဲ့ပြီးတော့လိုချင်သွားတာယောဂီတို့အခုဇာတိရတဲ့စားမှုဖို့နေဖို့ပြည့်စုံနေပြီဒါပေမဲ့အဲ့ဒီတည်းမှာကနောင်ဘွားနောင်နှစ်သားစဉ်မြေးတဲ့အဲ့လောက်ထိလိုချင်သွားတယ်အဲ့တော့ယောဂီတို့အသက်ကဘယ်လောက်ထိခံမှာလို့သိလားသိအဲ့တော့ဘုရားယဟနာတွေကြတော့ဒါပုဒ်ရှင်မှာဖြစ်ဘုရားယဟနာတွေကြတော့ဒီအဝိဇ္ဇာဆိုတဲ့အာဟုတို့တဲ့ဇာတိကိုဖြစ်စေတဲ့အကြောင်းကိုပယ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီအဝိဇ္ဇာဆိုတဲ့မသိမှုဆိုတာကဘာလို့တဘာဝကိုတဘာဝနဲ့မသိတာဒါဆိုသူကဘယ်လိုသိလဲဆိုတဘာဝကိုစัจจิသိအဲ့တော့အဲ့ဒီအဝိဇ္ဇာချုပ်သွားတဲ့အခါကျတော့တဏှာကလူချင်းမှုကဘုရားယနာမှာမရှိလားရှိပါလေလူချင်းမှုကရှိတာဘာလို့ဆိုဒီဝိဇ္ဇာကြီးရှိနေတာဟုတ်ဒီဝိဇ္ဇာကြီးရက်ဒီဘိုးတွေအဲ့တော့မှဒီအဝိဇ္ဇာချုပ်သွားတော့ဒီဝိဇ္ဇာနဲ့တော့ပေါင်းတယ်ဝိဇ္ဇာဒါကုသိုလ်ကောင်းဒီဝိဇ္ဇာကအကုသိုလ်အကုသိုလ်ဒါတိကိုဖြစ်နေတဲ့အကြောင်းအကုသိုလ်ဒါကုသိုလ်ခုနကတော့ပေါင်းတဲ့ခါကျတော့လိုကဲတဲ့လိုချင်မှုမဟုတ်တော့အဲ့တော့သူကဆန္ဒအမြင်ဆန္ဒဆိုတော့လောဘအမြင်မရတော့ဒါအားပေးလို့လို့နားလေအဲ့တော့ဟုတ်ပြီ
ဒါဆိုဒီယာကဆိုတဲ့လိုချင်မှုအားကြီးသွားရင်ဘာဖြစ်တော့တော့ဘာဖြစ်ဟမ်ညော ဒီမှာတော့ရှိတယ်လုံးလုံးနေကောင်းမကောင်းဘူးရှိတယ် ကောင်းကောင်းတယ် ပြောပါလား ကောင်းမှုကတော့ဒါနလို့ဒီလာပါကောင်းကတတ်မဲ့ဖိုးမယ်ဒီလိုချင်မှုအားကြီးတော့အဲ့ကောင်းမှုနဲ့မကောင်းဘူးဘယ်လိုတော့ ကောင်းလို့ ဟမ် လူချင်းလို့ကောင်းချင်တယ်လို့နားပြရတယ် လိုချင်အားကြီးသွားရင်ကောင်းမှုကများ ကောင်းတော့တော့ပါပြန်ရအောင် ဘယ်လိုအားလိုချင်ပြီးကောင်းမှုလဲ အနာကပြောလိမ့် ကောင်းလို့ချင်းကောင်းမှုလို့ နာခဲ့အတွက်ကောပါလေအခုလောကျသူ့ရဲ့ကျိုးစီးပွားအတွက်ကိုလူချင်းလို့ကောင်းမှုတွေလည်းတားရှိတယ်။ဘာမှတော့လည်း အဲ့တော့ဒီမှာကအဝိဇ္ဇာဝိဇ္ဇာမသိဘူးတော့မသိဘူးအဝိဇ္ဇာမသိဘူးတော့ဘယ်လိုမသိတာဆိုတော့ ဝါအတိုင်းမသိတာ သဘာဝအတိုင်းမသိဒါတော့ကသဘာဝဘယ်လိုသိ စัจကျင်ပြီး သ တော့ ဘာဝကိုစမ်းကြည့်ပြီးသိအဲ့တော့ခုနဒီလောဘလိုချင်မှုတွေအားကောင်းသွားတဲ့အခါကျတော့ဘာလုပ်မလဲကောင်းမှု ကောင်းမှု လုပ်တယ်လုပ်တယ် ဘာပဲလုပ်ပဲ လုပ်တယ်ဘာသဘာဝလို့သိသွား စန့်ချင် စမ်းနေပြီပြီးတော့လား ဒါတော့သူကစမ်းကြည့်ပြီးသိဒါတော့ကောင်းမှုတော့မလို့သိ ကောင်းမှုလုပ်ပြီ ဟုတ်ဘာစမ်းကြည့်ပြီးသိ ပါတော့စားဖို့ စัจကျင် ဝိ ပြီး ဇ္ဇာတွေဝိဇ္ဇာတွေ ဟုတ်တယ် ဒီမိုင်းနဲ့ကောင်းမှုလို့ သူအမှန်တိုင်းသိမလား မသိဘူး သူကလုပ်တော့ကောင်းမှုလို့သိ ဘာ မှာ လို့လဲပါလဲဒါမဲ့ ဘာဝကကောင်းမှုဖြစ်မှာ ဖြစ်ပါ ဘာလို့ဖြစ် သဘောဝိဇ္ဇာပါနေလို့ လုပ်လို့လုပ်ကြရောရောဝိဇ္ဇာဦးစီးပြီးလုပ်လေဒီမှာကဘာမှကောင်းမှုကောင်းမှုရှိလုပ်ဘာလုပ်လုပ်တော့ကောင်းမှုဆိုပြီးလုပ်လုပ်လေဒါနဲ့ယောဂီတို့အတိအဘယ်လိုသိလဲ ဘာ ဘာလို့စัจကျင်ပြီးတော့သိနေတာ ဘောဆန့်ကျင်ပြီးသိတဲ့အခါကျတော့သဘာဝမှာကကောင်းမှုမှန်ပါတော့လဲပဲသူတိရလို့ဖြစ် မှန် မှားနေတဲ့ကောင်းမှုလုံးပါတော့လဲကောင်းမှုဖြစ်မှာဘာလို့ဖြစ် ဝိဇ္ဇာ ဝိဇ္ဇာဟုတ်တယ် အခုလိုပဲရှိတယ် ဝိဇ္ဇာ ဒါဆိုရင်ကောင်းမှုကိုရင်လုံးတင်လာဒီအတိမားကြီးကိုရင်ပယ်တယ် ဒီမှာပါလေပြရမှာပါ နားလေဘူးလို့လေရောကောင်းမှုဆိုပြီးတော့အဲ့ဒါကိုနားလေဘူးအဲ့တော့ကောင်းမှုကိုအရင်လုံးတင်လာမှန်တယ်နဲ့အတိရအောင်ရင်ရှာတယ် မှန်တယ်ဒီမှာရှားမှာပါ အဲ့ဒါတော့ပြန်လို့ဒီနားလေအဲ့တော့ယောဂီတို့ကဒီကောင်းမှုလို့ကောင်းတဲ့အကျိုးပေးမယ်လို့ယူဆတယ်ဟုတ်ပါဘူးဟုတ်လားမကောင်းတဲ့အလုံးလို့ ကောင်းတဲ့ကြိုးပေးမှာ ဟုတ်ရောဒါဆိုရင်အဲ့ဒီတစ်ခုမှဒီမဲ့အဝိဇ္ဇာရှိနေတဲ့ကြောင့်ကောင်းမှုနဲ့မကောင်းမှုဘယ်ဟာပုံများမကောင်းမှုပုံများဘာလို့မကောင်းမှုပုံများ ဝိဇ္ဇာမရှိနေလို့ ပါပတုံးရင်ရမတိတိမလို့ဒီအကုသိုလ်စိတ်ကမကောင်းတဲ့နေရာမှာမွေးတယ်တွေ့ရရောဒီကောင်းမှုတွေလုပ်ခဲ့ဘူးလေဟုတ်လားကောင်းမှုတစ်ခုဖြစ်မဖြစ် လေးပါဦး ဟုတ်လေသူတစ်ခုပဲလုပ်လေဝယ်မလို့နိုင်လေဝယ်ဥစ္စာလုပ်ကြကောင်းလို့တော့မှလူတစ်ခုလုပ်တယ်ဝက်ပေါ်ပြီးတော့လူတယ်တွက်တယ်ပါရှင်ပြီးဝက်ပေါ်ပြီးတော့ချင်းပြီးအဲ့ဒါကတော့ဝက်သားရပုံပေါ်တဲ့ကရော်ရီဆိုအမျိုးနေစုနေကြတာများလားဟမ်ဟုတ်မှာ
ပေါ်တဲ့ခါကျမျိုးတွေကတော့ငါတို့ယူရင်တော့ဒါသက်သာမဖြစ်တော့ဘူးဆိုတော့ယူတာအဲ့ဒီမှာမျိုးကမိမပဲယောက်ျားပဲရှိသေးတယ်ဘယ်လိုလုပ်အဲ့တော့မိမဘက်ကလာပြီးတော့ယောက်ျားဘက်ကမကြည့်နိုင်ဘူးယောက်ျားဘက်ကလာပြီး မိမပဲမကြည့်တာ အဲ့တော့မိမဘက်ကမျိုးတွေလာပြီးတော့ယောက်ျားလို့တဲ့ဆိုငါနဲ့ရွက်တိုင်တော့ပြည့်ဘယ်လိုလုပ်လောက်ဒီမောင်အဲ့ဒါကိုနေခွဲမှုလို့ကောင်းမှုကိုရင်လုံးအောင်မှာအတိမှန်ရအောင်ရင်လုံးမှာဒီအဲ့တော့ဒီမှာကံတော်ကိုပြောပြအဲ့တော့ဒီမှာအကုသိုလ်စိတ်ရှိနေတဲ့အတွက်ကြောင့်သင်္ခါရလုံးလုံးကဲလုံးလိုက်ပြီးသင်္ခါရအဘိဓမ္မာလုံးကဲလိုက်လုံးကဲတော့ဘာလို့သဘာဝနဲ့ဆက်နေတယ်တဏှာကဒီအဝိဇ္ဇာဆိုတဲ့အကုသိုလ်နဲ့ကောင်းပေါင်းတဲ့ခါကျတော့အဘိဓမ္မာလုံးကဲဘိသင်္ခါရသင်္ခါရဆိုတာပြုလုပ်တယ်ဘိသင်္ခါရလုံးလိုက်တဲ့ခါကျတော့ပြန်မြောက်လာလုံးငဲတာတော့ဟုတ်လားတာတကပြရောတက်ရှိတဲ့တက်မဲ့နှစ်ခုရှိတယ်အခုရောမြင်နေတာတက်ရှိတက်မဲ့နှစ်ခုပဲရှိဘာလို့ရှိသေးလဲ ရှိတော့ပါ တက်ရှိကစားပါတယ်တက်မဲ့က စားပါဘူး ဘာလို့တက်မဲ့ရုပ်သွားကျွင်း မှားပါတယ် ဟောလေ စံကျင်တာ အဲ့ဒါကိုကျွင်းကြတာရှိ ရှိပါတယ် ဘာလို့လို့ရှိ မသိတော့တော့ဘူး ဝိဇ္ဇာဝိဇ္ဇာမရှိရ ဘာ ဘူး လို့လို့ရှိအဲ့ဒါနားလေအဲ့ဒီအကုသိုလ်တွေဆိုတာဇာတိဒုက္ခကိုဖြစ်စေတော့အကြောင်းအဲ့တော့ကကံပြောက်ပြီကံပြုတ်ပြီပေါ့ကံပြုတ်ကံပြောက်တယ်ဆိုကံပြုတ်တာကံမှာတော့ရှိ ကောင်းလားကောင်းလား ဟောမယ် ကောင်းလားကောင်း ဟောမယ်ဆိုကောင်းမှု ကောင်းမှု ကောင်းမှုကံဒါက ကောင်းမှုကံ အဲ့တော့ဒါရီကယောဂီတို့ဇိုင်းသဘာဝအဖြစ်ပါလာပြီးသားဒီခုနလိုကလေးတွေမွေးပြီးတဲ့အခါကလေးကချုပ်ကလေးကြတော့တန်းငါမစားဘူးပြောပြလား ရှိပါတယ် နော်အပြီးပဲစားတချို့ကတန်းငါစားအဲ့ဘာလို့ကွာ ကျန်တဲ့ဆိုင်ကိုပြပြ ဘာလဲစား တိတ်ကန်တဲ့ဆိုင် အတိတ်ကပြည့်ခဲ့တဲ့ဘဝနဲ့ဆိုင်ပါဘောဟုတ်တော့အသားစားတဲ့တိရစ္ဆာန်ဖြစ်တာများတော့အသားကြိုက်တာငါးစားတဲ့တိရစ္ဆာန်ဖြစ်တော့ ငါးကျန်တာ ရက်စားတဲ့တိရစ္ဆာန်ဖြစ်တော့ဒီကြောက်တော့တော့ဇေယျကြီးကြည့်တယ်ဘယ်ဘဝလာလဲဆိုတော့နှမ်းလို့ရတယ်ဒါကြောင့်လို့အင်္ဂုလိမာနကဘလူးဘဝကြီးဖြစ်များတဲ့အတွက်ကြောင့်ဉာဏ်သာဖြစ်တဲ့ခါတော့တုတ်ချမ်းကိုချမ်းအပြုမူချမ်းနေနေပြီပါရှင်သာရိပုတ္တရာမြောက်ဘဝကြီးဖြစ်ခဲ့တာများတဲ့အတွက်ကြောင့်ရင်တော့ကြီးမခံနိုင်အောင်ခုန်ခြင်းရောတာမှတ်တာဒီကလေးကငါးကြီးကြိုက်ပြီဆိုရင်ငါးစားတဲ့ဘဝလားငါးစားတဲ့ဘဝပဲဘယ်ဘဝလဲ ကြောက် တဲ့ဒီ မွေး ဘော မွေးမွေး တဲ့ဒီဘော ရိုင်းမှာလား ရိုင်းလို့ဒီကြီးလို့ပါအသားစားပြီဆိုရင် ကြာသတိ ကြားလို့ရှင်ကြီးကိုခွေးအား ခွေးရ အတိရဆိုရင် ယိုစိတ်ရင်းကြ မင်းကြလို့ပါမှတ်တာ ပြောဘူးဒီလည်းမှာပါ လူကြအဆုံးစားပေါ့ဆုံးစားလို့စိတ်ကွာလာတယ်စိတ်ကွာ မင်းမနေဘုံသားစိတ်ကလေးမြောက်နေ အဲ့လိုခုကံပြုဒီမှာကံပါဖြစ်တော့ကံရောက်တော့ ဝိဇ္ဇာကြောင့် ဒီကောရှိအဲ့တော့မှအဲ့ဒီကံကောင်းမှု
ပဲဖြစ်ဖြစ်မကောင်းဘူးပဲကောင်းမှုဆိုတော့ပုံရမယ်ဒါပါလို့ဒါအပုံညာအဲ့တော့ပုံညာတိရ10ပါးဒါနသီလဘာဝနာပစ္စာယနာဝေယဝိသပဋိဒါနာပတ္တနုမောဒနာမမတာဝနာဘာဝိဒနာဒေတိတုဒါနာအလုံးတော့10ခုရှိပြောမယ်ဆိုဒါသူချက်ဒါဒုချက်အဲ့လိုတွေလုပ်ပြီဟုတ်လားဒါပါလို့ဒါနလို့သီလလို့ ဒါနာဗီလာ အကျဉ်းသားတော့ကိုယ်ချက်ရတော့ဒါတတ်တာတွေကိုယ်တိုင်လုပ် တဖို့ဒီကျဆယ်ပါဒီငါကြီးဆယ်ပါ ဒါဒုချက်10ပါကာဒုချက်3ပါ ဒီဒီပြည့်ဒီပါ တတ်တယ်ကိုယ်လည်းအားနဲ့မေထုံလုံးမယ်ဝစီ4ပါကုသားပြောမယ်ကုသဝါဒဘုဒ္ဓဝါဒကျမ်းစာနဲ့စကားကြီးပြောမယ်စေးတိုင်းပါတာတိတုနာဘုံချောအောင်ပြောမယ်တရားတော်ခိုင်းရပြောက်သဗ္ဗဗလာကအကျိုးရှိတဲ့စကားတွေပြောမယ်သူများအင်းဖြစ်နေတော့မနော3ပါအဘိဓါသူများပစ္စည်းကိုမတရားလို့ခြင်းညာပါလားနောက်ဆုံးမင်းကတတ်ပြီးတော့လို့ခြင်းမိစ္ဆာဒိဋ္ဌိအတိဖာဒါလုံးအဲ့ဒါလုံးလို့တော့ဒီကံတစ်ခုပြုတ်ပြီးဆိုတဲ့တော့မနောအစတာမနောလေမနောကပုံမှာဖြစ်အာရုံတော်အောင်မှာအာရုံတော်အောင်ပြီအာရုံတော်ဘယ်လားရှိအာရုံတော်ဘောရဘယ်နာလို့ကြောက်ရမရပါဘူးဟောမရမရပါဘူးဘောရနေတယ်ရှိဟုတ်လားဒီအာရုံတော်မှာစပြီးဖြစ်မနောကသူတော့တိုက်ချင်တာလို့ရိုက်ချင်တာလို့ဟုတ်လားဟိုကတော့ဒါနပြုချင်တာလို့ဒါပါပေါ့အဲ့ဒီမနောကံနေမှဝစီကံလာမယ်အဲ့တော့တတ်ချင်တဲ့စိတ်ဖြစ်လာရင်ဒီတော့ကဒီကောင်းတော့ကတတ်မိတော့မယ်ဒီဘုံတတ်ပြမှဖြစ်မယ်ဝေသားမှာဟုတ်လားဟုတ်ကဲ့အဲ့ဒီကနေမှကာယကံနေယူကာယကံအဲ့တော့ဒီမနောကံမှာတော့ကမ္မတတိမဂိမ်းသေးမနောကံနဲ့ကြံနေတော့ကကမ္မတတိကိုဂိမ်းသေးဒီမှာဝစီတို့ကာယကံတို့ရောက်သွားပြီဆိုရင်ကမ္မတတိဂိမ်းသွားပြီကမ္မတတိဂိမ်းနေဆိုတာကိုပြုတ်တဲ့အချင်းရာအတိုင်းပြန်ပြီးတော့အကျိုးပေးမဲ့အကြောင်းတရားဖြစ်သာရကပြောရင်သဘုကသဘုကသတ္တဗဗျာနဲ့တက်ကသူကယဟန်သူ့ကိုကြည်ညိုတဲ့တကားအကြောင်းဆောက်လုပ်ပြီးတော့ထူထမ်းထားတယ်အဲ့တော့ဒီနေ့မှာတော့ရဆောက်ကြည့်တဲ့ယဟန်တကားကမြို့ကိုကြွလာတဲ့အခါသူ့ကိုအကြောင်းဆောက်ထူထမ်းထားတဲ့တကားမြင်တဲ့အခါကျတော့ဒီတော့ဆောက်ကြည့်တဲ့ယဟန်ကိုကြည်ညိုတာပေါ့ကြည်ညိုတဲ့အကြောင်းကြောင့်ဟိုကသဘင်းကြီးရှည်လာလို့သံမင်းရိတ်ဖို့လုပ်ကြလာတော့ဒီတကားကအဲ့ဒီတော့ဆောက်ကြည့်တဲ့ယဟန်ကိုသဘင်းလည်းရိတ်ပြီးတယ်သွန်းလည်းကတ်တယ်သင်္ကန်းလည်းကတ်တယ်အဲ့ဒီလိုကတ်ပြီးတော့သူကသူထမ်းထားတဲ့ကျောင်းတိုင်ရှိတဲ့သဘုကအဲ့ဒီကျောင်းပေါ်လာတဲ့အခါကျတော့ဒီတကားကျူးလာတဲ့ခုကမြင်တဲ့ဟုတ်လားယဟန်ကိုအဲ့ဒါကဒီလိုလုံးတယ်ဒီလိုလုံးတော့ဒီယဟန်ကိုဒီကျောင်းမှာမနေသေးခြင်းဘယ်တော့မှဖြစ်ပြီလေးနေနေတဲ့အခါကျတော့တကားပြောမယ်ဖြစ်တော့တော့ဆောက်ကြည့်တဲ့ယဟန်ကတော့အရှင်ပြဒီတကားသူထမ်းတဲ့သို့ဖို့စားမဲ့အစားမသိရှိထားတာတော့အရှင်ပြမရဘူးဒီတကားသူလည်းနဲ့သင်္ကန်းကိုဝေရုပ်ဘိုးတော်မှာလည်းအရှင်ပြကိုတော်လုံးကြီးလာမှမရဘူးလေဒီတကားဟုတ်လားရိတ်ပြီးတဲ့ဆံမင်းရိတ်ပြီးတော့ခံနေစားတပင်းကြီးနှုတ်ပြထားမှမရဘူးလက်ကျက်သွားလိုက်အဲ့ဒါကမ္မတတိကိန်းတော့သတ္တဝါဘုရားလက်ထက်မှာလူပြန်ဖြစ်ပြီးတော့အဲ့ဒီလိုချီးစားတဲ့ဘဝကြောင့်ကမ္မတတိဘာလို့တော့ကကြောပြီးတာနဲ့ဝန္တာတိကိန်းဒါကဒီမနောကံနဲ့ဝစီကံနဲ့တူလားမတူပါဘူးမတူလားအဲ့တော့ဒီဝစီကံနဲ့ကာယကံကဓမ္မဖြစ်တာကျိုးကျိုးဒီဘက်ကိုယ်နဲ့တော့ဒီဝိဘက်ယုံကြည်ဝိဘက်ယုံမှာဖြစ်ဝိပယုတ်ဆိုတာဒီရုပ်ထိုင်တဲ့ရုပ်ဟုတ်ပါတယ်ဒီမနောကအာယုဏမှာဖြစ်တာသူကအာယုဏမှာဖြစ်တာဒီဝစီနဲ့ကာယကံကဒီဝိပယုတ်ဒီရုပ်ကြီးနဲ့လုပ်တာဒီရုပ်ကြီးနဲ့လုပ်တဲ့အတွက်ကြောင့်
ကျန်တဲ့အပြင်လူတွေရောမသိဘူးလား သိပါရဲ့ လုံးသားကိုမြင်လာပြီအဲ့ဒါဆိုဒီမနောကံနဲ့ဒီဝစီကံနဲ့တူလား တူပါ ဘလို့မတူတာတော့တော့အာယုံမှာဟာလားဒီဝစီကံတော့ဝိပဿနာနဲ့မြင်ရတယ်ဟုတ်လားဒီမနောကတော့ကမ္မတတိမကိန်းနေဘူးကိန်းပါဘူးဝစီလည်းရောကိန်းပါဘူးကိန်းပါဒါဆိုရင်ဒီဝစီနဲ့ကာယကံတူမလားမတူပါဘူးမတူဟာကာယကံတော့ကိုလိတော့လုံးပြီကိုလိတော့လုံးတဲ့အခါမှာတော့နှစ်ပိုင်းရှိတစ်ဖက်ကတော့လုံးတဲ့အခါနှစ်မျိုးရှိဟာလားကိုယ်တိုင်နဲ့တက်ဒီတော့ပဲခိုင်းနှစ်မျိုးရှိတယ်ဒီလားပဲဒီရတယ်နှစ်မျိုးကာယကံနဲ့လုံးတာနှစ်မျိုးတစ်ဖက်ကတော့လုံးအဲ့ဒါဒီကမကောင်းဘူးပဲတွေ့ရောရောကောင်းမှုကတော့ပြောမနေနဲ့ဟုတ်တယ်အဓိကမကောင်းမှုကိုသိဖို့လိုတာမကောင်းမှုကိုပဲအဲ့မှာနှစ်မျိုးလုံးတူလို့လုံးကိုယ်တိုင်နဲ့လုံးတော့သူများကိုပဲခိုင်းနှစ်ခုရှိတယ်တရားတတ်တာလေဖြစ်တတ်တာ တတ်တာရဲ့ တတ်တာလေ ဒါအသေးသား ဒါအတေတတ် ဒီကနေ့ ဘယ်တော့အသေးသားမလားဘာလို့တတ်တော့မတော့ခိကိုက်နေအောင်လုပ်တာစောင်းမှုဝမှုနေမှုတွေခိကိုက်နေအောင်တော့အခုရှိဒါခိကိုက်နေအောင်လို့ဒါဆိုရင်ဒီဝစီကံနဲ့ကာယကံရောတူးမလားမတူပါဘူးတူဘယ်လိုမတူတာတော့အဲ့ဒါဒီမှာပြုလုပ်တဲ့ပုံကိုယ်တွေရောရှိရမလားရှိရတယ်ဘယ်လိုပုံကိုယ်ပဲလုံးလုံးဟုတ်လားတလိษံနေဟိုဖျားရမ်းလာပြီဘယ်ပုံကိုယ်ပဲလုံးလုံးဝစီကံလုံးပြီဆိုပြီးဝစီကံလုံးပြီဆိုရင်ကမ္မတတိဂိမ်းပါပြီ ဂိမ်းပါဒီဝစီကံမှာတော့ကမ္မတတိဂိမ်းပြီဆိုကာယကံမှာတော့ဂိမ်းပါဂိမ်းပြီအဲ့ဒါဆိုဒီဝစီကံနဲ့ကာယကံနဲ့ဘလို့မတူတာတော့ဒီမှာကျတော့ပုဂ္ဂိုလ်ပါလာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်နဲ့အရိယာခုနကတော့ဟဲ့လားဒီပုရုဇဉ်ကနေပြီးတော့တရားရဟနာကြီးကိုခွဲလိုက်တဲ့အခါကျကျေးဇူးရှိတဲ့ပုဂ္ဂိုလ်နဲ့အရိယာနဲ့ဖြစ်မလားဟုတ်လားဖြစ်ပါဘူးဒါကျေးဇူးရှိတယ်ဆိုတာဘယ်လိုခါလေးလဲညာတော့အဖြစ်မိဘနဲ့ဆရာပေါ့ဒါအရိယာဘုအဲ့ဒီကျေးဇူးရှိတဲ့မိဘတို့ဆရာသမားတို့တနည်းအားဖြင့်နောက်တစ်မျိုးအရိယာပုဂ္ဂိုလ်တို့ကိုအသေးတတ်တာပဲဖြစ်ဖြစ်ခိကိုက်နေတာအောင်ပဲလုံးလုံးတခုခုလုံးပြီးပြီဆိုရင်မတ်တာပို့တာဒါပို့အဲ့တော့မတ်တာပို့တာဆိုတာဒီမတ်ကိုဆိုတာကိုနားလည်ဖို့လို့မတ်ကိုဆိုတာဉာဏ်ကိုပြောတာအသိကိုပြောတာမဉာဏ်ကိုဉာဏ်မအသိကိုအသိဟုတ်လားမဉာဏ်ဆိုတာဇာတိဒုက္ခဖြစ်စေတဲ့အကြောင်းကိုပယ်တတ်နိုင်တဲ့အသိကိုမဉာဏ်လို့ခေါ်တယ်မတားဖို့တာဆိုတာဇာတိဒုက္ခကိုဖြစ်စေတဲ့အကြောင်းကိုပယ်တတ်နိုင်တဲ့အသိမရတော့ကာယကံမြောက်ကျေးဇူးရှိတဲ့လူမိဘတို့ဆရာသမားတို့အရိယာပုဂ္ဂိုလ်တို့ကိုခိကိုက်နေတာပဲလုံးလုံးအသေးပဲတတ်တတ်တန်တစ်ခုခုပြုပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီဒီဘဝမှာဇာတိဒုက္ခကလုံးလုံးနိုင်တဲ့အတိမရပါဘူးမတားဘူးကံလည်းအဲ့လိုရှိအဲ့ကံတစ်ခုပြုဖို့ကဒီမဲ့တဏှာကအဝိဇ္ဇာဆိုတဲ့အကုသိုလ်စိတ်နဲ့သွားပေါင်းရတယ်အကုသိုလ်စိတ်ဆိုတာဇာတိကိုဖြစ်စေတဲ့အကြောင်းကိုအကုသိုလ်စိတ်လို့ခေါ်တယ်အဲ့ဒီအကုသိုလ်စိတ်နဲ့ပေါင်းတာနဲ့အဘိသင်္ခါရဆိုတော့လုံးလုံးကဲကဲပြုပြီးဘာစပြုတယ်ဆိုတော့မနောကံမှာအာယုဓမ္မအောင်မှာဟုတ်လားခိကညင်တော်လှုပ်ရှင်တာတို့တတ်ရှင်တာတို့ဖြစ်လာပြီဖြစ်လာတဲ့အခါကျတော့ဝစီရွာနေထုတ်ပြောပြီးဆိုရင်ဘုရုပြောကိုယ့်ဘောင်တယောက်ထဲပြောပြီးဆိုကမ္မနာတိကိန်းသွားပြီအဲ့ဒီကနေမှကာယကလုံးပြီးဆိုရင်ကျေးဇူးရှိတဲ့လူအရိယာတို့ကိုကာယကမြောက်လုံးပြီးဆိုရင်ဗတ္တဗုဒ္ဓဖြစ်အဲ့ဒီဗတ္တဗုဒ္ဓအတေတ္တတာနဲ့ခိကညင်တော်လို့တာတော့သူနိုင်မှာသူနိုင်အဲ့တော့အတေတ္တပြီဆိုရင်ကုစားလို့မရဘူး
ဒီမတားဘူးသားလို့အောင်ပူသားလို့မရ မရတော့ အောင်လို့အဇာတကကိုယ်တိုင်နဲ့တတ်တာသူများပဲခိုင်းတယ်တစ်ဖက်သားကိုခိုင်းတယ်ဖေကိုတတ်မိပြီဖြစ်တဲ့အတွက်ကြောင့်မတားဘူးသားဖြစ်ပြီးပူသားလို့မရတော့ဘူးဖယားကိုယ်တိုင်တရားဟောပြတာတော့မှဇာတိတော့ကောဖြစ်ဖြစ်တဲ့အကြောင်းကိုပယ်နိုင်တဲ့အတိတရားမရဘူးအင်္ဂုတိမာနလည်းအမေသားနဲ့လိုက်တယ်ဘုရားသားနဲ့လိုက်ပါတော့လည်းပဲကာယကံမြောက်မဖြစ်သေးတဲ့အတွက်ကြောင့်မလို့ကမ္မတတိတော့ခိန်းသွားတယ်မတားဖို့တော့မဖြစ်သေးတဲ့အတွက်ကြောင့်ပဲပူတာအဲ့တော့ခုနဇဗုကဒီကတ္တဗဘုရားလက်ထက်ကဝစီနဲ့ပြောခဲ့တာကမ္မတတိခိန်းသွားပြီဟုတ်လားကမ္မတတိခိန်းသွားပြီဘောပါတော့လည်းပဲကဲကာယကံမြောက်နေတော့သူမလို့တော့မတားဖို့ဒါမဖြစ်ပါတော့လေပဲဇာတိတောင်းကိုဖြစ်စေတဲ့အကြောင်းပယ်နိုင်တဲ့အတိမရတဲ့အတွက်ကြောင့်မလို့အဲ့ငရဲကြသွားပြီးတော့ကတ္တဗဘုရားလက်ထက်လူလာဖြစ်တာတော့ချီးစားသွားအဲ့ကံနေရောလို့မြင်ဖို့ရောလို့အခုလူဘဝရောက်လာတာတော့မှသူများတက်ကိုမတက်ဘူးတက်လို့ရှိတယ်ရှိပါဘူးကျွန်တော်လည်းတက်ဘူးတစ်ချိန်မကနှစ်ချိန်မကချိန်ကောင်းတော့တက်တယ်တော်တတ်တိတွေကိန်းကိုဒီမှာဒီတိုင်းမျက်နှာလို့လာကုစားလို့ရဒါကုစားလို့ရဘလို့ကုစားမလို့ဒီပြည့်ကိုမြင်လာရင်တောင်းပန်လိုက်ဖို့မြင်မှတောင်းပန်နိုင်မှာမမြင်မချင်းမတောင်းပါဘူး တောင်းပန်လိုက်အမြင်တော့ကိုယ့်ကိုယ်မှန်တယ်ပဲဟဲ့ အေးအဲ့ဒါတောင်းပန်တဲ့အခါကျတော့မှမတောင်းပန်ရင်တဝါတကွာယောဂီတို့အခုဒီကနေ့ညောင်းတော့လုံးလိုက်ပြီမတောင်းဘူးတော့ဖြစ်သွားပြီဒါပေမဲ့ရှိနေတော့ယောဂီတို့မတောင်းပန်ဘူးဒါကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာကျောင်းဆရာကြီးလာတော့တယ်မေတူသားကူဒါလည်းခဏခဏပြောလို့ပြောပြမေကနေဖြတ်ထားတဲ့ဝင်းပြတ်တဲ့ခါကျသူကလည်းခုနကကျောင်းမဖြစ်ခင်အထက်တန်းကျောင်းဆရာကကျောင်းကလည်းရန်ကုန်ကျောင်းတော့စီကံကြီးတဲ့ခါသွားတော့မယ်သမင်းစားနေတော့မေကချီးထွက်တော့သွားစီးလိုက်သမင်းအလုံးလုံးလာစားလိုက်ဟိုကချီးထွက်လိုက်သုံးပါတော့ထွက်တော့တင်မလောနဲ့ရိုက်မတောင်းတာဖြစ်ပြီလားဖြစ်ပြီလားပြပါကိုလေးရပါ ရိုက်ပြီ လိုက်တယ် ဒါမဲ့တော့ခုသားမရသေး ရပြီ တောင်းပန်ရတာ တောင်း ဘူး ပါ ဟုတ်ရသေးဟုတ်လားဒါပေမဲ့ မရမရှိ မေကတေးသွားလို့လို့ မရတော့ အဲ့တော့ညာဝင်တဲ့ခါကျတော့ဘုဒ္ဓဘုရားချင်းလေးနှစ်ကောင်အောင်းလို့မရတော့ဘူးဆိုတာဒီအာရုံပြောတာ ဟုတ်ပါ ကိလေသာဝင်နေညာဝင်လို့မရဘူးလောဘဒေါသဝင်နေရောဘာတစ်ခုမှမှန်ကန်တဲ့အသိစဉ်းစားလို့မရဘူးမှန်ကန်တဲ့အသိဝင်နေလို့ရှိရင်လောဘဒေါသဝင်လို့မရဘူးအဲ့ဒီမှာပြန်ပြောပြီးငိုပါရောသူဒီကံကြီးကြောက်ပါပြီဆိုတော့လွန်သွားပြီဟမ်လို့အဲ့ဒါအနေနဲ့အများသားသမီးတွေကမိဘကိုဗလန်ကစားပြန်မပြောဘူးတဲ့ ရှိပါရှိတော့ တော့တတိကိန်းလို့လို့အဲ့ဒါကိုသိလို့ဘင်းတော်ဖောင်ဖြတ်တယ်လို့ဇနီးမြောက်အေးငါအချက်တော်ဝင်ရရင်တော်ပြီမသိအောင်စားတော့ဒီအသိငါရမှဖြစ်မယ်ဆိုဒီတရားကြောင်းလိုက်ဒီကောင်းမြင်မှုအဲ့တော့မှဒီတောင်းမှလိုက်တဲ့ခါကျတော့မှကိုယ့်ကိုယ်ဖြေနိုင်သွားဩငါတောင်းမှပြီးပါလားအဲ့တော့မှညာဝင်လို့ရအစားကလည်းအဲ့လိုဘုရားတော်ဟုတ်လားဖျားကိုယ်တိုင်သွားဟောတာတော့မှညာဝင်မယ်လို့ထားတဲ့ကိုယ့်ကိုယ်ကိုဒေါသထွက်တာငါလုံးပြီးလေချင်းလုံးပြီးလေချင်းဆိုတော့ညာဝင်လို့မရတော့ငရဲကြအဲ့တော့ဒီမှာဟာကာယကံဝစီကံမနောကံကံသုံးခုရှိတယ်အဲ့တော့နေတယ်ဆိုတာနားလေအဲ့တော့ဘုရားတရားကသုံးဝီနီပြီးတော့ပုတ်ဆိုတာပုတ်တံဆိုတာတာရကပေးတာရောရောတရားဓမ္မသဘာဝကိုမြင်ဖို့တာရကပေးတာဝီနီဆိုတာဥပဒေကြောင်းရတားမြင်ထားတာဘလို့ကကိုတားမြင်ထားတာ
အဘိဓမ္မာဆိုတာသဘာဝထတရားအဲ့တော့မှသူကဝိနည်းနဲ့အဘိဓမ္မာနဲ့ဒါကိုနားလည်ဖို့ဝိနည်းနဲ့အဘိဓမ္မာနဲ့ရှိအဘိဓမ္မာဆိုတာသဘာဝကိုပြောတာအဘိဓမ္မာဆိုတာဘာလို့သဘာဝကိုသိသွားတာအဘိဓမ္မာတတ်တယ်လို့ခေါ်တယ်အဘိဓမ္မာဆိုတာသဘာဝအဲ့တော့ယောဂီတို့မေးရတော့ခုဒီနေပယ်နဲ့ဖြေတယ်မနောကံရဲ့ဝစီကံရဲ့ကာယကံရဲ့အဲ့ဒီကံသုံးခုမှာဘယ်ကံကအပြည့်ကြီးဆုံးလဲမနောကံဒီတော့ ဘယ်နေရာပြောတာ အဘိဓမ္မာနဲ့အဘိဓမ္မာနဲ့ တို့နားလေအဘိဓမ္မာဆိုတာကဘာဝမှာကလုံးတဲ့လူနဲ့ခိုင်းတဲ့လူဘယ်လိုမှဖြစ်ရှိခိုင်းတဲ့လူဖယားကိုနာလာဒီပြည့်စုံရက်တိုက်ပြီးတော့နေခိုင်းတာဒီမနက်ကခိုင်းတဲ့ပုံကိုနဲ့လုံးတဲ့ပုံကိုနဲ့လုံးတဲ့ကိစ္စနဲ့ဘယ်လိုမှဖြစ်ရှိခိုင်းအဘိဓမ္မာနဲ့တို့နားလေအဲ့တော့အဘိဓမ္မာလေးနည်းနည်းကတ်တဲ့ခါကျတော့ဒီကံသုံးခုမှာမနောကံဆိုတဲ့ခါအကြောင်းတရားမလားဟုတ်ပါရဲ့သူကအကြောင်းတရားတတ်ရှင်တဲ့အကြောင်းတရားထိခိုက်နေတာကိုလုံးချင်တဲ့အကြောင်းတရားဖြစ်လာလို့ဝစီကာယကံဆိုတာထိခိုက်နေတာကိုလုံးတာမလားဟုတ်ပါရဲ့နောက်ဆုံးသူကအကျိုးပေါ့သူကအကျိုးဝစီတို့ကာယကံတို့ကအကျိုးအကျိုးတရားတော့ညီဒီအကြောင်းပြမဖြစ်နောက်တော့အဘိဓမ္မာနေရာပြောမယ်ဆိုမနောကံကအဖြစ်ကြီးတယ်ဒါတော့ဝိနည်းနေရာပြောမယ်ဆိုရင်ကာယကအဖြစ်ကြီးတယ်ဒီကမတားဘူးတော့ဖြစ်ဒါဝိနည်းနေရာဒါကြောင့်မို့ဥပဒေဆိုတာအန္တပုထုဇဉ်တွေအတွက်ထားတာဥပဒေသူရောက်တိုင်ရင်ခိုးရင်ဘလို့ပြည့်တယ်နေပေးမယ်ဆိုတာအရိယာအတွက်အဲ့ဒီလိုဥပဒေထားရအကြောင်းရှိဒါကြောင့်မို့သီလဒီကာယကအဖြစ်ကြီးတယ်လို့ရောက်လို့ပြောနေတာပြောလိုက်သူဘယ်နေရပြောတာနော်ဝိနည်းဒါတော့သိဖို့ဝိနေပါလေဒါလို့ဟုတ်ပြီအခုကျွန်တော်တို့ကတရားဓမ္မလိုက်စားတာဘုရားရဲ့မူဝါဒကိုနားလည်ရတယ်ဟုတ်လားဘုရားကမူဝါဒဒီလိုလားချင်းသိပါဒီဟာရမမာဘုန်းကြီးရှင်းပြပါတော့ဗာလဲဆိုအကြောင်းကြီးကိုဆက်ပါတော့အဲ့တော့ယောဂီတို့ကဒီဝိနည်းနဲ့ပဲသိအောင်လုပ်ပါလားအဘိဓမ္မာနဲ့ကိုသိအောင်လုပ်ပါလားမူဝါဒကိုသိအောင်လုပ်ပါလားအဲ့တော့ဒီကံနေဒီသူ့အောင်မဖြစ်တော့ဖြစ်နေတဲ့အကြောင်းတရားရှိတယ်မလားရှိပါတယ်ဒါလို့ဒီအဝိဇ္ဇာကအကြောင်းကိုအကြောင်းပါဝိဇ္ဇာအကြောင်းဆိုဒီမနောကံအကျိုးပြန်ဖြစ်သွားတာအဲ့တော့ဝိနည်းတွေကပြောမယ်ဆိုရင်ကာယကံကအပြည့်ရှိဆုံးဘိဓမ္မာနေရာပြောမယ်ဆိုမနောကံအပြည့်ရှိဆုံးဒါတော့ဟုတ်ပြီဒါဆိုရင်မူဝါဒအရာပြောမယ်ဆိုရင်ဘယ်ကံအပြည့်ရှိဆုံးမနောကဟုတ်ဝိဇ္ဇာမူဝါဒပြောမယ်ဆိုရင်ဘယ်ကံအပြည့်ရှိဆုံးတော့ဘယ်ကံမှအပြည့်ရှိဘူးဒါလို့ဘယ်မှာပြည့်ရှိဝိဇ္ဇာဆက်ပါလေဝိဇ္ဇာကြောင့်ယောဂီကဝိနည်းနဲ့ဥဒိကြောင့်အသိပဲကာယကံကကာယကံတို့ဝစီကံတို့အပြည့်ရှိတယ်ဆိုရင်ယောဂီတို့သီလဆောင်နေမှာပေါ့သီလရှိမှဖြစ်မယ်ထည့်နေသီလဒါထည့်အဲ့တော့ဘိဓမ္မာလေးနဲ့တော့မနောကံအပြည့်ရှိတယ်မနောကံကြောင့်တာဖြစ်တယ်ဆိုတော့သမထသမာဓိတော့ဟောဒီကံလေးမှာဘာအပြည့်မှမရှိသူတို့ကသူတို့မှလုံးနိုင်တဲ့အာသတတိမရှိဒီအာဟုသောစိတ်အဝိဇ္ဇာခိုင်းလို့လောရပါလားလို့ဆိုရင်တော့ပညာလုံးလို့ပေါ့ပညာဝိပဿနာပညာပေါ့မညာပညာရအောင်လို့ဒါကြောင့်မို့ဘုရားကဓမ္မစကြာမှာအဆုံးတစ်ပါးကိုပြောတာပုံညာပြီးသင်္ခါရအပုံညာပြီးသင်္ခါရဒါတွေမလုံးနဲ့အာနိသာပြီးတောင်းထောက်တယ်မလုံးနဲ့လို့အဲ့တော့ယောဂီတို့အခု
ကမ္မတတိဂိမ်းမဲ့အလုံးရှိမယ်အတိတ်ကကမ္မတတိဂိမ်းတာရှိအတိတ်ကအောင်ရှိလားရှိပါတယ်အတိတ်ကကမ္မတတိဂိမ်းပြီဟောဂိမ်းပါပဲဒါအတိတ်ကဂိမ်းခဲ့တဲ့ကမ္မတတိလက်ရှိပစ္စကမှာဂိမ်းမဲ့ကမ္မတတိရှိတယ်အတိတ်ကဂိမ်းခဲ့တဲ့ကမ္မတတိရှိတခုရှိဒါအတိတ်ကဂိမ်းခဲ့တဲ့ကမ္မတတိဒါလက်ရှိပစ္စကမှာဂိမ်းမဲ့ကမ္မတတိဒါဆိုလက်ရှိပစ္စကမှာဒီဘဝမှာဂိမ်းမဲ့ကမ္မတတိတွေကိုဒီတိလပယ်နိုင်လားပယ်နိုင်ပါဘူးလက်ရှိရတယ်ရှိတယ်တိလမယ်ဘူးပယ်ပါပယ်တယ်ဒီကနေ့ဆောင်း တိလပယ်မှာကာယဝိဇ္ဇာလိုကျူးဒါဆိုရင်ဒီခုနကသမထသမာဓိအောင်ပယ်နိုင်ပြစ္စကတာ ဟုတ်ဒါဆိုပညာအောင်ပယ်နိုင်ပါတယ်အမြင့် ပယ်နိုင်ဟုတ်လေလက်ရှိပစ္စကမှာ ပယ်နိုင်ပါတယ် ကမ္မတတိဒီပညာအောင်ပယ်နိုင် ပယ်နိုင်ပါတယ် ဒါဆိုဒီအတိတ်ကပြုတ်ခဲ့တဲ့ဒီကမ္မတတိတွေကိုအဲ့ဒီသီလသမာဓိပညာဘယ်ဟာပယ်နိုင်လဲအဲ့ဒါနားလေဘူးဘယ်တရားလောကမှာမပယ်နိုင် ပယ်နိုင်ပါဘူး ဒါတော့မပယ်နိုင်ယောဂီတို့ဓာတိထွက်ရိပ်နေမှာပေါ့ ဟုတ်ပါတယ်နေပါတယ် အဲ့ဒါနေခွဲမှုလို့အဲ့တော့ဘုရားပြောတာငါသမန်တော်ကဘုရားရှိဖြစ်တာတော့မှညာအကြီးဆုံးပဲသူ့ရဲ့ကြီးတဲ့ဟာမရှိတော့ဘူးကဘာလောကဓာတ်ကြီးမှာအတိတ်ကပြုတ်ခဲ့တဲ့ကံရဲ့ကမ္မတတိခိန်းတာဝိပဿနာဆန္ဒဝခံစားရတယ်ဒီပညာဒီကမ္မတတိကိုမပယ်နိုင်ဇာတိကိုဖြစ်စေတဲ့အကြောင်းဖြစ်တဲ့ဒီအဝိဇ္ဇာကိုတော့ပယ်နိုင်တာအဝိဇ္ဇာကိုပယ်နိုင်လို့နောက်ထပ်ဇာတိမထွက်တော့တဲ့အတွက်ကြောင့်လို့ဒီကမ္မတတိတွေကအကျိုးပေးခွင့်မရဘူးလက်ရှိထွက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီထွက်လာတဲ့အပေါ်မှာဒီကမ္မတတိတွေခိန်းတာတွေခံပြီးတော့ခြေပြက်လက်ပြက်လေးခံချုံတော်လေးခံဟောခွဲဘိုက်ခွဲတာလေးခံအဲ့တော့ယောဂီတို့ကဒီပညာကိုရတော့တဲ့ဓာတိရအောင်မယ် ရောင်းပါ ဓာတိရတဲ့ဒီကမ္မတတိခိန်းတာတွေခံပြီးအဲ့ဒါတွေကိုမြင်တဲ့လူကဒီဇာတိကိုဖြစ်ဖြစ်တဲ့အကြောင်းပယ်နိုင်တဲ့ဒီပညာရရအောင်နိုင် ဟုတ်ပါတယ် ဒီလိုဒီကံရဲ့သဘာဝကိုနားလေတော့မှယောဂီတို့တံဝင်ကရတာအိုးငါတို့ဇာတိရလာတယ်အခုလဲမြင်တွေ့နေရတာယောဂီတို့ခံနေရတာဒါနည်းနည်းကြည့်လိုက်တာရေးကြည့်တာမိသားစုရေးစည်းတဲ့မျောသွားတော့ရက်ကြည့်နေဝင်ဘာမှမတတ်နိုင်မြေပြိုသွားပါဘာမှမလုပ်နိုင်ရေးကြည့်တော့ရှိတဲ့ပြပြဝတက်တာမကြီးပြဝတက်နေတာသွားခဲ့တဲ့သူကမွေတွေရှိကိုအနာအောင်ရောရက်ကတ်လို့မရမမြင်ကြလို့မရဘူးငါတည်ရဲ့ရေတွေရှိနေရေတော့လို့မရဘူးစားဖို့ပြောနေရောလို့အဲ့လိုခံဟုတ်လားဒီတန်ကျုံလို့ပြီးတယ်ချုပ်ပြရခံချုပ်ပြရခံအကျိုးမပေးသေးအကျိုးမပေးမှာမဟုတ်အကျိုးမပေးသေးအဲ့ဒီကမ္မတတိတွေကိုရောလို့ငွေနဲ့လုံးဘလို့ပယ်မှာဒီပညာနဲ့တော့ပယ်လို့မရဘူးအဲ့ဒီလိုနားမလဲတဲ့အတွက်ကြောင့်ဒီအတိကိုမရှာမနဲ့ရောလို့ငွေကြီးပဲပါရှာတော့ရှာလေးရောလို့ဒီမှာကမ္မတတိတွေကိန်းနေအဲ့ဒီငွေရှာတဲ့ခါကျရောလို့အာဟုလို့မကြောက်ဒုစရမကြောက်တော့တော့မယ်ရှာတော့မယ်ရှာလေးငွေရရလာမှာပေါ့ငွေရတယ်လို့ဒီကမ္မတတိတွေလည်းကိန်းပါအဲ့ဒါကိုရောလို့စဉ်းစားအဲ့တော့ဒီဇာတိကိုဖြစ်နေတဲ့အကြောင်းကသိခက်တာတော့မဟုတ်ဒါပေမဲ့ယောဂီတို့သိကျင်တဲ့ဆန္ဒမရှိဘူးဒီကောင်နားတယ်တော့မှအော်မဖြစ်တော့ဘူးငါတို့ဒီဇာတိကိုဖြစ်နေတဲ့အကြောင်းတော့ပယ်တတ်တော့မှဒီအဝိဇ္ဇာလို့လည်းမသိဘူးဘလို့မသိရသဘောတိုင်းမသိဘူးလို့သိနေသဘောနဲ့ဆက်နေသဘောနဲ့ဆက်နေပြီးသိလို့အဲ့ဒါကိုဝိဇ္ဇာဒိဋ္ဌိအတိမာလို့ခေါ်ဒါဆိုဒီအတိမာကိုဘလို့ပယ်မလဲအဲ့ဒါလိုချင်လိုက်တာဟုတ်လားဟုတ်ပါတယ်ဥပယ်လိကြဘူး
ပဲဖို့ခုနအတိမောက်ပဲဖို့ပြဉ္ညာပရမတ်နှစ်ရဉာဏ်ကြီးဒိဋ္ဌိစေပြဉ္ညာပရမတ်နှစ်ရဉာဏ်ကြီးဒိဋ္ဌိစေအဲ့ဒီမှာစကားတစ်လုံးချင်းလားပြဉ္ညာပရမတ်နှစ်ရဉာဏ်မြင်ဒိဋ္ဌိစဉ် အဲ့ဒီပြဉ္ညာနဲ့ပရမတ်ဆိုတဲ့နယ်ပယ်နှစ်ရပ်ကိုကြည့်သွားရင်လည်းယောဂီတို့ဉာဏ်နဲ့မြင်သွားအဲ့ဒီမိစ္ဆာဒိဋ္ဌိတဲ့ဇာတိဒုက္ခကိုဖြစ်တဲ့အကြောင်းအရင်းလုံးဝသွားလိမ့်မယ်အဲ့တော့ပြဉ္ညာဆိုတာသိဖို့ပြဉ္ညာဆိုတာခေါ်တော့ထားပြဉ္ညာလို့ခေါ်ဒါယောက်ျားမိန်းမအဲ့ဒီလိုခေါ်တော့ထားအဲ့ဒါပြဉ္ညာနာမည်ပြဉ္ညာမှုရှိမယ်လူတရိစ္ဆာန်လို့လာမယ်ပရမတ်ဆိုတာကဘာမှရှိနေတဲ့သူ့ရဲ့ဂုဏ်တတ္တိကိုပရမတ်လို့ခေါ်မဖောက်မပြန်မှန်ကန်တဲ့ဂုဏ်တတ္တိမြတ်ပရမတ်အဲ့ဒီပရမတ်က၄ခုရှိဟောမှာစိတ်စေတသိက်ယောနိဗ္ဗာန်ပရမတ်၄ခုစိတ်စေတသိက်ယောနိဗ္ဗာန်စိတ်ဆိုတဲ့ပရမတ်ရှိမယ်စေတသိက်ဆိုတဲ့ပရမတ်ရှိမယ်ယောဆိုတဲ့ပရမတ်ရှိမယ်နိဗ္ဗာန်ဆိုတဲ့ပရမတ်ရှိမယ်ပရမတ်ဆိုတာသူ့ရဲ့ဂုဏ်သတ္တိကပြောင်းသွားခြင်းမရှိဘူးသဘောတစ်ခုစားကငံတဲ့ဂုဏ်သတ္တိကနေပြောင်းသွားခြင်းမရှိဘူးအချိန်စားကငံတရားပဲအချိန်စားတာချိုးတယ်တရားတဲ့ဂုဏ်သတ္တိအဲ့ဒီလိုပဲစိတ်ကသူကသိမှုသဘောကနေပြောင်းသွားခြင်းမရှိဘူးစိတ်ဆိုတာသိမှုအဲ့ဒီသိတာမှသဘောတိုင်းသိတာရှိမယ်ဘောစိတ်ကိုသိတာရှိမယ်ဟုတ်လားဒီစိတ်ကသိမှုသဘောသူသိတဲ့တော့ပဲလုပ်ပြီသိမှုသဘောစေတသိက်ကစိတ်ဆိုတိုက်တွန်းတယ်စေတတိုက်တွန်းတယ်ဆိုတစ်ဖက်သားကိုလုပ်ခိုင်းတာပေါ့ဟုတ်ပါတယ်သူကိုယ်တိုင်လည်းလုပ်မယ်တစ်ဖက်သားကိုလည်းလုပ်ခိုင်းမှာဟုတ်လားဘုရားရိုက်ဆမ်းမှာအဲ့ကောင်ဆော့လိုက်ဆမ်းမှာတစ်ဖက်သားကိုခိုင်းတာဒါစေတတိုက်တွန်းတယ်ဟုတ်ပါတယ်အဲ့တော့သူ့မှာဘာကြီးပါလဲဆိုဝေဒနာဆိုတဲ့ခံစားမှုဒါဝေဒနာဆိုတဲ့ခံစားမှုပါတဏှာဆိုတဲ့မှတ်သားမှုပါသင်္ခါရဆိုတဲ့ပြုလုပ်မှုပါသုံးခုရှိသူကခံစားလို့မှတ်သားတယ်မှတ်သားလို့ပြုလုပ်တယ်ဝေဒနာဆိုတာခံစားတယ်တဏှာဆိုတာမှတ်သားတာသင်္ခါရဆိုတာပြုလုပ်တယ်ဒီစိတ်ကပြုလုပ်နိုင်တဲ့သဘောတရားမရှိဘူးစိတ်ကသိမှုပဲရှိတယ်ဒီယောဂကတော့ဖောက်ပြန်မှုတော့ဖောက်ပြန်တယ်ဒါဆိုဖောက်ပြန်တယ်ဆိုတာဘာလို့ဖောက်ပြန်တယ်ဆိုတာငကိုအနေထားနေပြောင်းသွားတာယောဂီတို့ငကိုစပြီးမွေးလာတဲ့အနေထားဟုတ်သေးလားမဟုတ်ပါဘူးဘာလို့မလို့ဖောက်ပြန်တာဘလို့ဖောက်ပြန်လဲဆိုကံစိတ်ဥဒုပါဒဒီအကြောင်းတရား၄ပါးပေါ်ပြီးတော့ယောဂီတို့ဖောက်ပြန်တယ်တော့ဆိုရုပ်လို့ခေါ်တယ်ငကိုအနေထားနေပြောင်းလဲသွားတာကိုဖောက်ပြန်တယ်လို့ခေါ်တယ်အဲ့ဒီဖောက်ပြန်တာကိုရုပ်လို့ခေါ်တယ်နိဗ္ဗာန်ဆိုတာတန်တိငြိမ်းကြီးတယ်ဟုတ်ငြိမ်းကြီးတော့ဒါပရမတ်၄ခုရှိအဲ့တော့ဒီမှာစဉ်းစားရမှာကဒီစေတသိက်ဆိုတာစိတ်စော်တယ်တိုက်တွန်းတယ်ဒီနိဗ္ဗာန်ဖယ်ထားလိုက်စိတ်ကစေတသိက်ရဲ့ရုပ်ကသုံးခုရှိဒါလို့စိတ်ကစိတ်စော်တိုက်တွန်းတယ်ဆိုတာတစ်ဖက်သားကိုလုံးဖို့ပြောတာပေါ့ဟုတ်ပါတယ်ဒါဆို तू ကစိတ်ကိုလောက်ခိုင်းမှာလားရုပ်ကိုလောက်ခိုင်းမှာရုပ်ကိုလောက်ခိုင်းမှာရုပ်ကိုလောက်ခိုင်းလို့ကာယသင်္ခါရဝစီသင်္ခါရဆိုတာလာတာပေါ့ဟုတ်ပါတယ်ဒါပေမဲ့ဒီရုပ်ကလုံးနိုင်တဲ့လောရှိအဲ့လိုနားလေ तू ကဖောက်ရတယ်လောပဲရှိ
ဒီစေတသိက်ကခိုင်းလို့လား तू ကလုံးတယ် तू ကလုံးနိုင်တဲ့သဘောတရားမရှိဘူးတာရကပြောရင်ဘူပေါင်းလို့ပဲဘူပေါင်းကအပေါ်တက်နိုင်တဲ့သဘောရှိမရှိပါဘူးဟုတ်တယ်တော့ဝိထားလိုက်လို့တက်တယ်မလားဒီတိုင်းပဲဒီယုံကြည်ကကာယကဝစီကံဒီကာယသင်္ခါရဝစီကံဝစီသင်္ခါရကိုလုံးနိုင်တဲ့သဘောမရှိဘူးတော့ဘယ်လိုခိုင်းလို့လဲစေတသိက်ကခိုင်းလို့စေတသိက်ကဘယ်လိုမြင်ရလဲဆိုစိတ်ကိုမြင်ရမကလေးစိတ်ကိုမြင်တဲ့အခါကျတော့ယောဂီတို့တဘာကြကြအလုပ်တွေလုပ်မှာပေါ့ကုသိုလ်စိတ်ကိုမြင်တဲ့တဘာကြကြအလုပ်တွေလုပ်မယ်အာကုသိုလ်စိတ်လည်းမြင်လဲမြည်တော့တဘာမစားတဲ့အလုပ်တွေလုပ်တော့တပည့်မစားလဲတင်ရဖြောက်ရွေးရလို့အဲ့တော့ခမကန်ဖြစ်လာပြီကျိုးပြီးတော့ဒါလို့အဲ့ဒီကာယကံဝစီကံမနောကံတွေကိုလုံးလို့ဇာတိဖြစ်တာလားဇာတိကိုဖြစ်စေတဲ့အကြောင်းရှိလို့ဇာတိဖြစ်တာဇာတိကိုဖြစ်စေတဲ့အကြောင်းရှိလို့ပါဒါဆိုဒီကာယကံဝစီကံမနောကံတွေကဘာအကျိုးပေးတာဘုဒ္ဓကဝိပဿနာကျိုးပေးတာကောင်းမလို့ရင်ကောင်းမှုကျိုးပေးမယ်မကောင်းလို့ရင်ကောင်းမှုအဲ့တော့အကုသလဝိဘကုသလဝိဘလို့ကောင်းမှုကြတော့ကုသလဝိဘပေါ့မကောင်းမှုကြတော့အကုသလဝိဘတို့လားအဲ့တော့မှဒါပရမတ်၄ခုရှိပြီအဲ့တော့ဒီမှာနှစ်ရက်ဆိုတာအရက်ဒီသားကိုပြောတာလည်းပဲခွဲရတော့အဲ့တော့တတ္တဝါဒီမှာဒါကရေတတော်ဝါဒါကကုန်းတတော်ဝါအဲ့လိုပိုင်းတာရှိလားရှိလားဘာလို့ပိုင်းတာဟုတ်ပါတယ်တော်ရုပ်ရှင်မှာဒါရေတတော်ဝါဒါကုန်းတတော်ဝါအဲ့လိုပိုင်းတာရှိပါတယ်ဘာလို့ပိုင်းတာချက်စားတာလေရေမှာချက်စားတော့ရေဘောငါးတွေကရေမှာချက်စားတာဘောဟုတ်လားဘုရားတော်နွားတွေတမင်တွေကြတော့ကုန်းတယ်ဘောလို့နားလေရေမှာချက်စားရင်ရေတော်ကုန်းမှာချက်စားရင်ကုန်းတော်တို့နားလေအဲ့ဒီလိုပဲဒီမြန်မာပြည်မှာဟာဒါကကရင်ပြည်နယ်ဒါကရှမ်းပြည်နယ်ဒါကမွန်ပြည်နယ်ဒါကရခိုင်ပြည်နယ်အဲ့လိုသမဏရှိပါတယ်ဘာလို့သမဏလူမျိုးမတူလို့ပေါ့ဟာဒါကကရင်ပြည်နယ်လို့ဘာလို့သမဏကရင်လူမျိုးများလို့ဒါဆိုရင်အဲ့ဒီကရင်ပြည်နယ်မှာကျန်တဲ့လူမျိုးမရှိဘူးရှိပါတယ်ဒါပေမဲ့ကရင်လူမျိုးတွေထင်ရှားတယ်ကရင်လူမျိုးတွေအနေများလို့ကရင်ပြည်နယ်လို့သမဏဒါပေမဲ့ကျန်တဲ့လူမျိုးလည်းရှိပါတယ်အဲ့ဒီလိုလည်းပဲသမဏထောင်နားလည်ဖို့အဲ့ဒီလိုပဲဒီမှာပရမတ်က၄ခုရှိတယ်ရေတရဝါကုန်းတရဝါလို့သမတ်တယ်လို့ပဲသူတို့စက်စားတဲ့နေရာအရင်လည်းမတူဘူးဒါကြောင့်မို့ဒီမှာကျတော့ခုနလို့ဒီစိတ်တို့စေတသိက်တို့နိဗ္ဗာန်တို့မြင်လို့ရမရပါဘူးဟုတ်မရရုပ်ကိုမြင်လို့ရစိတ်ကိုတော့မြင်မရပါဘူးဟုတ်မရစေတသိက်တို့ကသဘောတရားနဲ့ရှိလို့ဒီကမျက်စိနဲ့မြင်လို့မရပါဘူးရှိနေတဲ့သဘောတရားတော့မသိရဘူးလားသိရပါတယ်ဒါပေမဲ့ကမျက်စိနဲ့မြင်လို့မရပါဘူးသဘောတရားအနေနဲ့ရှိဒီယုံကြည်အထက်တန်းအနေနဲ့ရှိတယ်ဒါကြီးလေးပါမိထားလို့ကမျက်စိနဲ့မြင်လို့ရတယ်ဒါလို့သူတို့နှစ်ခုကချက်စားခြင်းမတူဘူးပေါ့မတူတဲ့အခါကျတော့ဘလို့ပိုင်းခြားလဲဆိုအတွင်းပြင်နဲ့သူကပိုင်းရဘိဓအစ္ဆကလို့ပိုင်းရဘိဓဆိုတာအပြင်ဒီအပြင်ဘိဓကြီးလိုက်ကြည့်နေနဲ့ဒါကအဲ့လိုပြောကြတယ်ကြားဘူးလားကြားပါတယ်ဒီဟောတော်အတွင်းအစ္ဆကမကောင်းဘူးအဲ့လိုပြောတယ်ကြားဘူးလားကြားပါတယ်အတွင်းအစ္ဆကမကောင်းဆိုဘာမကောင်းလဲစိတ်ကောင်းမရှိဘူးစိတ်ကောင်းမရှိဘူးလို့နားလေဒါဆိုဘိဓအပြင်အစ္ဆကအတွင်းပဲဒါကအတွင်းအဲ့တော့ဟိုလမ်းနဲ့ခြံနဲ့လမ်းကအပြင်ခြံနဲ့ကအတွင်းခြံနဲ့အိမ်နဲ့အတွင်းခြံအပြင်ဘုရားအတွင်းဆိုတာဘာဖြစ်လဲခြံခြံကလမ်းနဲ့တော့အတွင်းအိမ်နဲ့ကြတော့ပြင်ဒါဆိုဒီအိမ်နဲ့ဟိုခန်းနဲ့အိမ်ကပြင်ဒီအပြင်ကမြင်အခန်းနဲ့ကြတော့မမြင်ဘူးပေါ့အဲ့ဒီလိုပဲမိမိတဏ္ဍာမနဲ့အခြားလူနဲ့မိမိနဲ့အခြားလူနဲ့ကြတော့အခြားလူကဘေးလားမိမိကအစ္ဆဒဒါတော့မိမိတဏ္ဍာမှာဒီအိမ်ထဲမှာပဲပြန်ခွဲတယ်လို့မိမိတဏ္ဍာမှာခွဲတော့မယ်ဘေးကအစ္ဆဒဘယ်လိုခွဲမလဲမိမိတဏ္ဍာမှာတော့မရှိတာဒီဝိပဿနာယုံကြည်နဲ့အာယုံတစ်ပါးနဲ့မရှိတာရှိပါတယ်အဲ့လိုလားလေ
ဒါဝိပယုတ်ကြီးကမြင်ရတယ်မလားဟုတ်ပါတယ်အဲ့ဒါဗိဒ္ဓဘောဟုတ်လားအဲ့ဒီဝိပယုတ်ကဒါပုရိကာလို့ခေါ်ပုရိကာရအပြင်တနည်းအားဖြင့်ဝိပယုတ်ဒါကအပြင်ဒီအာယုဓမ္မယုံပေါ့အာယုဓမ္မယုံဟုတ်ပါတယ်အတွင်းမှာအာယုဓမ္မယုံဒီလိုခွဲတော့သဘောပေါက်ဟုတ်ပါတယ်အတွင်းမြင်တော့ခွဲပြီးဒီမှာပရမတ်၄ခုကိုဒီရောက်ထည့်ရတော့ဟုတ်လားပရမတ်၄ခုရှိတယ်စေစေတသိက်ရုပ်နေခုနလိုရေတော်ဝါကုန်းတော်ဝါလို့ဖတ်တယ်လို့ငါဘယ်တော်ဝါတော့ရေတော်ဝါအဲ့လိုရေတော်ဝါပြောတာရေပါနေတော့ပါရေတော်ဝါဟုတ်လားနွားပါတော်ဝါကုန်းတော်ဝါအဲ့လိုကုန်းတော်ဝါဟုတ်ပါပါအဲ့ဒီလိုပဲဒီပရမတ်၄ခုကဒီပုရိကာမှာထင်ရှားတာရှိမယ်အောင်တော်ဝါမှာထင်ရှားတာရှိအောင်တော်ဝါကိုမိတာရှိမယ်ပုရိကာကိုမိတာရှိတို့လည်းပဲခွဲရတော့အဲ့တော့ရုပ်ကဒီဝိပယုတ်ကြီးမှာဖောက်ပြန်တဲ့လောကဝိပယုတ်မှာထင်ရှားတာလားအာယုတဘာမှာထင်ရှားတာဝိပယုတ်မှာထင်ရှားတာပါဖောက်ပြန်မှုကဟုတ်ပါရဲ့တော်တော်အောင်သွားပါလားဒီတော့ဘူးနေပွားရကျိုးလို့ပါပေးချက်တို့လို့ပါလားမင်းမတို့ပါဘူးသဘောပြောတာပါဟုတ်တော့မင်းရမလားဟုတ်ပါရဲ့ဒါဆိုရင်ဒီမှာရုပ်ဆိုတဲ့ပရမတ်ကိုရေးမှာပေါ့ဟုတ်ပါရဲ့ရုပ်ဒါရုပ်ပရမတ်ဒီပုရိကာမှာထင်ရှားလို့ဖောက်ပြန်တဲ့လောတွေကဒါဆိုစိတ်ကဒီဝိပယုတ်ကြီးမှာထင်ရှားတာလားအာယုဓမ္မမှာထင်ရှားတာလားအာယုဓမ္မကိုမြည်တာဒါဆိုဒီမှာစိတ်ကိုစိတ်လို့ရေးရတော့ပေါ့တယ်နော်ဟုတ်ပါရဲ့အဲ့တော့ဟုတ်ပြီဒါဆိုစေတသိက်ကဝိသနာခံစားမှုကအာယုံမိမိခံစားရမလားအာယုံမမိခံစားလို့မရပါဘူးဖဲရိုက်နေလို့တညာလုံးရိုက်တာဟုတ်ပကံရှေ့ဟာပတ်စံနေကိုပတ်စံဆိုတော့ဒီမှာ6လောက်ကိုက်နေတာတော့မေ့ခင်အာယုံပြလိုက်တော့မှဖဲဝိုင်းလိုက်ပြီးလဲပြီးတော့ရှုံးလဲရှုံးအဲ့ဒါမှ6လောက်ဒီကိုက်တော့ဟုတ်တယ်မအဲ့တော့ဒီမှာစေတသိက်ကိုဒါဆိုနိဗ္ဗာန်အောင်ဘူးပါနိဗ္ဗာန်အဲ့တော့ဒီမှာကပရမတ်ကတစ်ခုနဲ့ရုပ်တစ်ခုနဲ့ဒီမှာပရမတ်က3ခုစိတ်ကစေတသိက်ရဲ့နိဗ္ဗာန်ရဲ့အဲ့တော့ရှမ်းပြည်နယ်လို့ဘာလို့သတ်မှတ်တာရှမ်းပြည်နယ်လို့ဘာလို့သတ်မှတ်တာပြည်နယ်လို့အဲ့တော့ကျွန်တော်တို့ကသတ်မှတ်တော့မယ်ပြဉ္ညာနယ်ပရမတ်နယ်နှစ်ရက်ပြဉ္ညာနယ်ပရမတ်နယ်သတ်မှတ်တော့ဘုတော့ရေတော်ဝါကုန်းတော်ဝါလို့သတ်မှတ်တယ်လို့ပဲဟုတ်တယ်မလားဒါဆိုရင်ဒီအာယုဓမ္မယုံမှာပရမတ်က3ခုဒီဝိပယုတ်ပုရိကာမှာပရမတ်ကတစ်ခုတည်းရှိတယ်ဒါဆိုပရမတ်နယ်ဆိုတာဒီအာယုဓမ္မယုံအစ္ဆဒအတွင်းကိုပရမတ်နယ်လို့ရေးမလားဒီဗိဒ္ဓဝိပယုတ်အပြင်ကိုပရမတ်နယ်လို့ရေးမလားအာယုဓမ္မယုံပရမတ်နယ်ဘာလို့သူ့ပရမတ်နယ်လို့ရေးတာတော့ပရမတ်နယ်ပရမတ်နယ်နေပဲခွဲလိုက်ပြီဒါဆိုရင်နှစ်ခုပဲရှိတာဒါကဟုတ်လားအာယုဓမ္မဝပရမတ်နယ်ဆိုတာဒါဘာနယ်တော့ပြဉ္ညာနယ်ပါပြဉ္ညာအဲ့တော့ကင်းပြင်းနယ်ဆိုတာကင်းလူမျိုးတွေဟုတ်လားများလို့ထင်ရှားလို့ကင်းပြင်းနယ်လို့သတ်မှတ်ပါတော့လည်းပဲကျန်တဲ့လူမျိုးမရှိဘူးရှိပါတယ်ဒါဆိုဒီအာယုဓမ္မမှာရောဖောက်ပြန်တဲ့သဘောမရှိဘူးလားရှိပါတယ်ရုပ်မရှိဘူးလားရှိပါတယ်အာယုဖောက်ပြန်တဲ့ရုပ်မရှိလားရှိပါတယ်ဘာရုပ်ရှိလဲအာယုရုပ်ကိုဆွဲလန်းတဲ့ရုပ်မျက်လုံးပိတ်ထားရင်အာယုမှာပေါ်မလာဘူးလားပေါ်လာပါတယ်ဟုတ်လားသမီးသားကဆိုကိုတင်ရှားမှာပေါ့တင်ရှားပါရဲ့ဟုတ်လားတင်သွားတဲ့လူဆိုကိုတင်ရှားတော့မျက်လုံးပိတ်လိုက်အာယုမှာပေါ်လာတယ်ဟုတ်လားပေါ်လာပေါ်ပါရဲ့ဘာရုပ်ပေါ်လာအာယုရုပ်အာယုကဥပဒေ၄ပါးကြောင့်ပေါ်လာအာယုရုပ်သူကဥပါဒံ၄ပါးကြောင့်ကာဟုပါဒံဒိဋ္ဌုပါဒံ၄ပါးကြောင့်ဒီအာယုကပေါ်လာတယ်ဒီယောက်ကကံစေဥဒ္ဓဟာရဆိုတဲ့အကြောင်းတရား၄ပါးကြောင့်တော့ပေါက်ပြန်တယ်ဟုတ်ပါတယ်ဟိုကဥပါဒံ၄ပါးကြောင့်ပေါက်ပြန်တယ်ရုပ်ဖြစ်လာပြီဒီမှာဝိပယုတ်ပုရိကာရဆိုဝိပယုတ်ဟိုမှာကအာယုရုပ်
တော့ပညာနယ်မှာရှိတဲ့ရုပ်ကိုပညာလိုက်ပရမနယ်မှာရှိတဲ့ရုပ်ကိုမပညာနဲ့ဒီပညာနယ်မှာရှိတဲ့ဒီရုပ်ဒီဝိဘက်ရုပ်ကြီးကိုယောက်ျားမိန်းမတတ္တဝါလို့ပညာလိုက်ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါယောက်ျားမိန်းမပုဂ္ဂိုလ်ဒါဆိုဒီအာယုံမှာကဘာနဲ့လို့ဘာနဲ့ဆိုမပြည့်ညဘူးအာယုံမှာပေါ်တဲ့အာယုံကိုဘလို့မပြည့်ညမှာလို့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပြည့်ညပါဘူးမပြည့်ညယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ပုဂ္ဂိုလ်ဒါပညာရရဒါပညာလို့မရဒါမပညာရဟုတ်ပြီနော်အဲ့တော့ဒီအာယုံမှာပေါ်တဲ့အာယုံကိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ဘာလို့ရမလဲမပြင်းရပါဘူးဒီဝိပဿနာယုတ်ကြီးကိုကြတော့ပြင်းရပါတယ်ပြင်းရဘာလို့ပြင်းရလာတော့ဒီဝိပဿနာယုတ်ကိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ဘာလို့ပြင်းရလာတော့ပြင်းနေပါပြင်းရနိုင်တဲ့သဘောတရားလည်းရှိပါယောဂီတို့တဏ္ဍာမှာအဲ့ဒီဘာဝပုံပါဝမိန်းမဘာဝယုတ်ယောက်ျားဘာဝယုတ်တလိ္ဆန်ကြတော့အထီးအမဇီဝိတယုတ်ရှိလို့တတ္တဝါပညာနယ်မှာလည်းရှိတယ်ပညာနိုင်တဲ့သဘောတရားလည်းရှိတယ်အထီးအမဆိုတဲ့ဘာဝယုတ်ရှိတယ်ဟုတ်လားလူဆိုတော့ယောက်ျားမိန်းမပေါ့တလိ္ဆန်ကြတော့အထီးအမဇီဝိတယုတ်ရှိလို့တတ္တဝါပုဂ္ဂိုလ်ကတော့ဒါထည့်ထားတာနောက်မှဒါပုဂ္ဂိုလ်ပိုင်းကိုပြပညာနိုင်တဲ့သဘောတရားလည်းရှိတယ်အဲ့တော့ဘာဝယုတ်တို့ဇီဝိတယုတ်ရှိလို့အထီးအမတတ္တဝါပညာလို့ရဟုတ်လားတို့ပါတော့လည်းအပြင်နာနေကွဲမနေလားကွဲပါတယ်အပြင်နာကွဲလို့လူဟိုမှာတလိ္ဆန်ကြတော့ကျွဲလို့ဝါလို့ဝက်လို့ဆင်းလို့ချက်လို့ဖြက်လို့ဘယ်ပေါ်မှာအဲ့လိုသတ်မှတ်တာတော့အပြင်နာပေါ်မှာသဘောတရားရှိနေတဲ့အပေါ်မှာသတ်မှတ်တာကအထီးအမတတ္တဝါလူဆိုတော့ယောက်ျားမိန်းမအပြင်နာမတူလို့လူဟိုကတလိ္ဆန်ဆိုတော့ဂျိုဖြစ်ဖြစ်အမိဖြစ်ဖြစ်တခုပါတလိ္ဆန်လို့ပေါ့အဲ့ဒီမှာအသွေးတမ်းမတူလို့ကျွဲလို့နွားလို့ဆင်းလို့ငင်းလို့ကြက်လို့ဝက်လို့ဒါဆိုရင်အဲ့ဒီပြည့်နေတာပြည့်နေနိုင်တဲ့ရောတရားတွေရှိနေမလားရှိနေပါတယ်ရှိနေတယ်ဘာဝရုပ်တွေရှိလို့ဒီမှာအသွေးတမ်းမတူလို့လူဟုတ်လားတလိ္ဆန်မှာကျွဲနွားဆင်းငင်းတို့ဝက်ကြက်ငှက်တို့နားလေပြည့်နေတဲ့ရောတရားလည်းရှိတယ်ပြည့်နေမှာရှိလို့ပြည့်နေလားဒီမှာပြည့်နေမှာရှိလားရှိပါဘူးပြည့်နေတဲ့သဘောတရားရှိလားရှိပါဘူးမရှိလို့မပြည့်နေနဲ့ဒါဆိုရင်ဒီမှာရှိတဲ့ဝိပဿနာကိုယောက်ျားမိန်းမတတ္တဝါလို့ဘယ်သူကပြည့်နေတာဘယ်သူကပြည့်နေတာဒီပါလေအများပြင်းနေတာပို့တယ်ဟုတ်ပါတယ်ဟုတ်လားဒါယောက်ျားလို့ဟုတ်လားအများပြင်းနေတာဒါယောက်ျားလို့ခေါ်ကြပြောကြဒါမိန်းမဆိုလို့ဒါကဒီအာရုံပေါ်တဲ့အာရုံရုပ်ကိုယောက်ျားမိန်းမပုဂ္ဂိုလ်သက်တော်လို့ပြောပြရအာရုံပါဘယ်လိုလုပ်နေတာဘွားပြင်းနေတာမလားဟုတ်ပါတယ်ကိုမှရှိရပါပြင်းနေတာအကုသိုလ်စိတ်ကအေးကိုမှစိတ်နဲ့စိတ်ရှိမဂရိစိတ်ဒီအကုသိုလ်စိတ်မဂရိစိတ်ကိုဒါဝိပဿနာစိတ်လို့လည်းခေါ်အဲ့ဒါဝိညာဏစရိယဝိညာဉ်လို့ခေါ်တယ်
စာရတယ်ရုံးလို့သိအောင်လို့ရေးပြန်ဟောစာရွယ်ဖက်ဖက်ခဲ့စီရှိတော့ပေါ့သိအောင်အဲ့တော့ဒီအာဟုသောစိတ်ကိုအဝိဇ္ဇာလို့လည်းခေါ်တယ်ဟုတ်ပါတော့ဝိဇ္ဇာနော်အာဉာဏစရိယဝိညာဉ်လို့ခေါ်တယ်အဲ့တော့ဒီပဂရိစိတ်ကတော့အမှန်တိုင်းသိတယ်သူ့တဘာမှရှိနေတဲ့အတိုင်းသိတယ်ဘ누구ပဲသွားမေးပြီအဲ့မဲ့ရအစားစားလာလို့မေးလို့ပြောစားလို့လားဘာလို့နောက်လာကြည့်အာဟုဝင်လာလို့အာဟုဆိုစိတ်ဝင်လာလို့သွားကြည့်အဲ့တော့ဒီပဂရိစိတ်ကတဘာဝကိုတဘာတိုင်းသိတယ်သူကတဘာဝကိုဆန့်ကျင်ပြီးသိတယ်အာဟုဆိုစိတ်ဝင်လာလို့အဲ့တမိတ်ကိုသွားကြည့်ယောဂီတို့လည်းအာဟုသောစိတ်တွေရှိနေလို့အရင်တမိတ်ကိုသွားကြွေးနေဟုတ်ပါဘူးအဲ့ဒီအာဟုသောစိတ်ချွတ်ကြွေးအောင်မကြွေးပါဘူးအဲ့တော့ဘုရားလေအဲ့တော့မင်းတို့စိတ်နဲ့စိတ်ရှိတယ်အဲ့တော့ဒီအာယုံမှာပေါ်တဲ့အာယုံကတက်ရှိလာတတ်မဲ့တတ်မဲ့ကြီးတို့ဘာလို့တတ်မဲ့လို့ပြောတာ ဒီဥဒ္ဒလို့ရှိတယ်ပါ ဒီဝိဒါယောတော့ဘာရောလို့ရှိလားမရှိပါဘူးမရှိဘူးသူကမှန်နေရရေးလို့ပဲမှန်တယ်မရှိကိုသွားရတဲ့အခါကျကိုယ်ပုံပေါ်မလို့လားပေါ်နေပါတယ်တစ်ထက်တည်းလို့မြင်နေအောင်လားမြင်နေပါတယ်အဲ့ဒီမှန်တဲ့ဘောခံလို့ရမရပါဘူးအဲ့ဒီမှန်တဲ့ဘောသွားပြီးတော့မိန်းမဘောဆိုယောက်ျားသွားပေးသားလို့ရမရပါဘူးယောက်ျားဘောဆိုမိန်းမသွားပေးသားလို့ရမရပါဘူးဟုတ်ပြီဇီဝိတရဲ့ဝိတရဲ့အဲ့ဒီလိုအာယုံမှာပေါ်တဲ့အာယုံကိုတမ်းမဲ့ရုပ်ကတတ်ရှိလို့ဒီအာဟုသောစိတ်ကယူဆလိုက်သိလိုက်အဲ့ဒီမှာဒီမှာပါဒါကတက်ရှိယောဂပါလို့တက်ရှိတရားလိုက်စားတော့ဒါလည်းတက်ရှိတမဲ့ပွဲသွားတယ်အဲ့တော့အဲ့ဒီနေပဲတစ်ခုပွဲအောင်လို့ဒီယုတ်လေးကိုပွဲအောင်လို့ဖရာဟောတွေရှိမာတာပိတုဥပါဒနာပုဒ္ဒတာတတ်တယ်ဟောမိဘကိုသာသမီးရလို့ကျွေးတယ်နောက်သာသမီးကိုမိဘလို့ကျွေးတယ်အဲ့တော့တစ်ခုပဲလုံးလိုက်ပါလားဒါဖျားဟောဒါဘူးဟောတော့ဖျားဟောဖျားတော့ဟောတော့ဟောပြတာဟောတဘာဝပဲတဘာဝဟောပြတာအဲ့တော့ဟုတ်ပြီမိဘသားသမီးကလုံးကြည့်တစ်ခုပဲလုံးလိုက်ပါလားဘာလို့သားသမီးကိုမိဘလုံးကြည့်လို့ဘာလို့ထည့်တာရွေးမြောက်တယ်ဟုတ်ပါရွေးရောက်တော့မိဘလုံးကြည့်နေတာတွေ့ဘူးတွေ့ပါတွေ့ပါတာပူလီယိုဖြစ်လူမပေါ်ဖြစ်ဖြစ်တာကံတော့ဒုက္ခတာဖြစ်သွားပါတာတိုင်မလုံးနိုင်လေးဖြတ်သွားပါပြီဟမ်ဒါဆိုရင်မိဘကတာသမီးလို့ကြည့်တာသမီးကမိဘလို့ကြည့်ဘာလို့ဒီနှစ်ခုဖြစ်နေဘာမှမလို့ရှိဒီနှစ်ခုဘာလို့ဖြစ်ဘာလို့ခုဖြစ်နေရလဲမိဘသားသမီးလို့ကြည့်တော့ဟုတ်တစ်ခုပဲလုံးရင်လုံးလိုက်ပါလားဒါမှမဟုတ်သားသမီးကမိဘလို့ကြည့်ခုပဲလုံးလိုက်ပါဘာလို့နှစ်ခုဘယ်ရလောက်ထားတာပြောတာတော့ဘာမှမလုပ်နိုင်ဘူးဘာလို့မလုပ်နိုင်ဘူးရမိဘမလုပ်နိုင်တဲ့အခါမဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်သားသမီးမလုပ်နိုင်တဲ့အခါမဖြစ်နိုင်ဖြစ်နိုင်ပါတယ်ဖြစ်နိုင်တယ်ဆိုင်ပါတယ်ဆိုင်ပါဘူးတချို့ငယ်ငယ်ရွယ်နဲ့မိဘလုပ်ကြည့်နေတာအများကြီးဆိုတော့စိတ်ကောက်ပြီးတော့ခေါင်းနဲ့ခုနှစ်နဲ့လိုက်ရှာပြီးကျုပ်တင်ကန်လေးကြည့်လို့မကြည့်ဘူးလူမိုက်တို့မြင်ပြီးကျေးဇူးတရားနားတယ်
တိုင်းနားလေသဘောပေါက်ရှိတယ်မိဘမလုံးနိုင်တဲ့အချိန်ရှိမယ်သားသမီးမလုံးနိုင်တဲ့အချိန်ရှိမယ်မိဘမလုံးနိုင်တဲ့အချိန်သားသမီးကလုံးရှိဖို့သားသမီးမလုံးနိုင်တဲ့အချိန်မိဘဘာဖြစ်လို့အဲ့ဒီလိုအခြေအနေကဖြစ်ရတာမလုံးနိုင်တဲ့အခြေအနေကဘာလို့ဖြစ်ရလဲ干家里，干家里，干ထုတ်တယ် စိတ်ကူတာ 干ထုတ်တယ်လား လို့ရမော ဟုတ်လား လေးလေးလေး စိတ်ပေါ်စိတ်ရောတော်ပြီလား အေးလား အဲ့လိုတော့ ဒီလေးတော့ ဒီယောဂီရဟောကံစိတ်ကုသပါလားလေးပါမိများတယ် ဒီလောက်ထုတ် ကံစိတ်ကုသပါလား ဟင်းစတော့ပြီး အဲ့ဒါခုကြလိုက်ရှေ့ဟာကိုမေးဘူး အာမင် ဒီလေးကိုမေးတယ်အဲ့ဒါငွေစိုးကြီးလေးကတခုဖောက်သွားတာလေ ဟွာ ဟောရ တော်ကြီးရောက်ရောက်အဲ့ဒီလိုပဲနောက်တစ်ခုလာတယ်ပညာကိုလည်းမရင်းနဲ့ နင်းနဲ့ မငင်းတဲ့ဆိုတာသိလား အာကြီး တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ပြည့်ညတ်ထားတာကြီးကိုယောက်ျားမဟုတ်မိန်းမဟုတ်သွားမလုံးနဲ့မငင်းနဲ့ပရမတ်ကိုလည်းမငင်းနဲ့ဒါကြီးကပရမတ်ကြီးတတ်ကြီးပရမတ်ကသူ့တဘာဝကယောဂီတို့ဇာတိယအိုမေနာမသိမှာမလား ဟုတ်ပါတယ် ဟမ် ဟုတ်ပါ ဟုတ်ပြီတော့ရှိရမလားရှိပါအဲ့ဒါသိပြီးသားမလား ဟုတ်ပါတယ် သူ့တော့ပြီးအောင်လုပ်ကြတော့ လို့ပါ ဘလို့ပရမတ်ဆိုတော့ငင်းတယ်ပြီးအောင်လည်းလုံးနေတယ်ပရမတ်ကိုလည်းမငင်းနဲ့ပရမတ်ဆိုတော့နေပြီးပြောနေတဲ့ဒါဟုတ်လားအဲ့ဒါနောက်တစ်ခုပညာကိုခွာတဲ့ ပညာကိုခွာ ပညာကိုခွာဆိုတာဘာလို့လဲ ပုဂ္ဂိုလ်တော် ယောက်ျားမိန်းမပုဂ္ဂိုလ်တော်ကိုခွာထားတာကိုခွာတယ် ဒီလို ပညာကိုခွာပရမတ်မြောင်ကြည့်ပရမတ်ဆိုသူ့တဘာဝကိုခွာ မြောင်ကြည့်ရမယ် အဲ့တော့တခုပဲလုပ်လိုက်ပါလားပညာကိုမငင်းနဲ့ပရမတ်ကိုဆိုပြီးတော့လည်းငင်းပြောနေတယ်ဘာလို့ဒီကပညာကိုမငင်းနဲ့လည်းပြောသေးတယ်ဒါငင်းလို့ပြောတာဘောခွာခိုင်းတာဘောဘာလို့လဲတော့ဖြစ်နေဟမ်ဘာလို့လဲတော့ဖြစ်နေရလဲ တို့ကနေ ရုပ်ကနေ ယောဂ နေရုပ် အေးအဲ့လိုတော်ရရအောင်ဘောယောဂနှစ်ရုပ်ဖြစ်ယောဂနှစ်ရုပ်ဖြစ် ဒီပြုံးနဲ့အာ ဒီကရုံနာအာယု ဒီပဲ ပညာမဲ့ရောက်ရှိတယ်မပညာမဲ့ရောက်ရှိအဲ့ဒါနားမလည်တဲ့ခါဒါကြီးကိုယောက်ျားမဟုတ်မိန်းမမဟုတ်သွားလို့တော့ဥစ္စေတာဖြစ်သွားမပေးရမှကြီးသွားမယ်ပေးရမဲ့ရုပ်မှရှိတဲ့ဟာကြတော့မပေးဘူး ဟုတ်ပါလား အာမပေါ်လာတာကြတော့ဒါငါမိန်းမငါယောက်ျားငါသားသမီးငါမိဘတည်သွားတော့အဲ့ဒါအာမပေါ်ပြီးတော့ငိုတော့တာပေါ့ရှိနေတော့ဘာလို့မသိဒါမြင်မှုလို့လားအဲ့ဒီပဲ你看，年龄段你地方新疆完了， စင်ကြပါ 那边那年嘛。哦，这个今年没有呗，要讲没嘛，包括在的话都今年没，今年那罗的在西的，阿拉有要讲么没嘛么多么呢，阿拉要讲么没嘛么多么的看欧西那去的，嘛别嘛有多倍，你嘛个要讲没嘛，包括在的是罗的没修，今年那年来么好，阿拉有多今年都哒哒哒，这个什么，什么马了了呗。ဒီလေဒါကိုပွားစီတော့အဲ့တော့ဒီမှာကသူကပြည့်ညက်နေတဲ့တော့ယောက်ျားမိန်းမတတ္တဝါပေါ့ပုဂ္ဂိုလ်ထဲထားလိုက်တတ္တဝါလို့ပြည့်ညက်လို့ရလူတော်ပြည့်ညက်လို့မရဘူးလား ရပါတယ် အဲ့တော့ယောက်ျားမိန်းမတတ္တဝါလို့ပြည့်ညက်ထားတဲ့လူလို့ပြည့်ညက်ထားတဲ့တူလား မတူပါ မ ဘူး တူ ဟမ် မတူ မတူဘူး မလို့မလို့လား ဘလို့မတူလား ဟောဟော ဟုတ်ပါဘူးယောက်ျားမင်း ကျော တော့ င်းမိမကပြင်းနေတယ် ယောက်ျားမိန်းမရောလူလို့ခေါ်ပြီးတော့ယောက်ျားရဲ့ယောက်ျား မဟုတ်ပါဘူး တတ်တော်ပါ ဟ
ယောက်ျားမိန်းမတတ္တဝါလို့ပြညတ်ထားနဲ့လူလို့ပြညတ်ထားနဲ့တူလား ရမမတတော်လူလူတော့ ဒီမဲ့ယောက်ျားမိန်းမတတ္တဝါလို့ပြညတ်ထားနဲ့လူလို့ပြညတ်ထား တူလား တူလား လူပဲ လူတူလား လူနဲ့ပြမှာတတော်လူပဲ ပုံလုံးကဓာတိပြုပါနေ လူနဲ့ဆိုတတော် ခိုင်းသိဘူး အကုန်လုံးကတလဝဆင်းနေတယ် တတော်ဆင်းလာလူနဲ့ဆိုတတော်အထာတေဝမလို့ပါ လူရဲ့အောက်မှာခွဲလိုက်တာယောက်ျားမင်းမှာတတ် ဟုတ်ပါ ယောက်ျားမိန်းမလည်းတူတယ် တလဝလည်းယူတယ် တက်တော်ပါဘူး ဒီကလောင်းရဲ့အောက်မှာရှိရတာ လူနဲ့တက်တော်မှာရှိရကတက်တော်ပါ ဘယ်လို ဘောအခုမေးတာကယောက်ျားမိန်းမတတ္တဝါလို့ပြညတ်ထားတဲ့သဘောနဲ့လူလို့ပြညတ်တဲ့သဘောနဲ့တူလား တူတယ် အဲ့လိုလေ တူပဲပုံလုံးက အဲ့ပြန်ခွဲလူလာလေ လူမှာပဲထပ်ပြီးတော့လူမှာပဲထပ်ပြီးတော့ခွဲလိုက်တာညာမင်းမှာ လူမပေါ်ရပြည့်တော့ခွဲလိုက် ဒီကလောင်းရဲ့အောက်မှာရှိရတယ်မင်းမှာလည်းယောက်ျားမင်းမှာယောက်ျားလုံးကအားလုံးဒီဆရာထောင်းရ ဘောဆင်းလာပါ တတ်တော်ဝါ နဲ့ပြမှာတတော်ချမ်းသာ တက်တော်ပါဆိုတော့ တတ်တာဒီဝမလို့တာ အဲ့ဒါကတတ်တော်ဝါ ဘူးပဲလေဘာကူတာလေ ဒီလေကလောင်းရဲ့အောက် ဆရာ မှာ ဆိုလေးတွေဘာကူတာ ဘောတော့တတ်တော်ဝါ အဖေကခုနပြောပြီးသားအဖေပြောပြီးတော့ပြန်ပြီးတော့ဆရာယောက်ျားမိန်းမတတ္တဝါဆိုတာရှိနေတဲ့သဘောတရားပေါ်မှာပြညတ်ထား ပြင်းညံ့နေ လူဆိုတာအသွင်သဏ္ဍာန်ပေါ်မှာပြညတ်ထားဒါလူဟာတရိစ္ဆာန်အဲ့ဒါဘယ်မှာပြညတ် ရှိပြီလားရှိတယ် အသွင်သဏ္ဍာန် တွေ့ကြရပါမှာ ဟိုကအကြီးမှတတ္တဝါဆိုတာကရှိတဲ့သဘောတရားပေါ်မှာပြညတ်ယောဂီအဲ့ဒီဘာဝဘောမှာကယောက်ျားဘာဝမိန်းမဘာဝဆိုတာမြင်လို့မရအဲ့ဘာဝယောဂီကမြင်လို့မရဒီကြယောကလည်းမြင်လို့မရသဘောတရားအနေနဲ့ရှိနေဟုတ်လားယောဂီအချောင်းတယောက်ကမိန်းမနဲ့တော်တော်တူနေခုနကကျော်လို့ရသကြီးယောက်ျားလို့ခင်ဗျမိန်းမလို့ခင် မိန်းမလည်းပါလို့ပါတယ် ဒါဆို तू ကတဘာဝက तू ယောက်ျားလားမိန်းမ ယောက်ျား အေး तू မှရှိနေတာဘာဝယောကအဲ့ဒီဘာပေါင်းပါပါကပေါင်းပါအဲ့ဒါတွေကတဘာဝမှာရှိတဲ့သဘောတရားမှာပြည့်ညတ်တာယောက်ျားမိန်းမလို့တတ္တဝါလို့ဆိုတာလူဆိုတာအသွင်သဏ္ဍာန်ပေါ်မှာရှိနေတာဒါလူဟာဒါတိရစ္ဆာန်ဟာအမီးတို့ဂျိုတို့ပါလာလို့ရှိရင်လူလို့ပြောတာ မပြောပါဘူး အဲ့ဒါနဲ့ခွဲထားတာမဟုတ်လား ဟုတ်ပါတယ် ဘောပေါ်လာပြီအဲ့ဒီမှာကပြည့်ညတ်တာလေးမတူဘူးရှိတဲ့သဘောတရားပေါ်မှာပြည့်ညတ်တာနဲ့အသွင်သဏ္ဍာန်ပေါ်မှာပြည့်ညတ်တာဒါဆိုဟုတ်ပြီဒီဝိပဿနာကြည့်ပဲဘာသာရေးနေရာပြည့်ညတ်တာရှိတယ်တို့ပြည့်ညတ် ဘိုင်းလေဘိုင်းလေ တန်ခါစုထားလိုက်ရ ဘာသာရေးနေရာဒါလည်းဒါဝက်ပြည့်ညတ်တာရှိသေးတယ်ဘယ်လိုပြည့်ညတ်သိလားဘာသာရေးနေရာပြည့်ညတ်တာ ကျန်းဟော အဲ့ ဒီ ဒါ က ကို ဟော မင်းတို့ဘာလို့ရဟန္တာက ဘူးစီရဟ ဘာသာရေးနေရာပြည့်ညတ်တာပါလို့မှပဲ ယဟန်တန်ဃာ ဒီယောဂီပဲဘာသာရေးနေရာပြည့်ညတ်တာကြီး ဒီမျိုးလေးဒီမျိုး ဟုတ်ပါဘူး မဟုတ်ဘူးခုနပြောတာ ဘာသာရေးနေမှာမဟုတ်တာကြီး မဟုတ်ဘူးဘုန်းကြီးရရိယာ ဘုဒ္ဓဇင် ဘုဒ္ဓစီပြောနေတယ်တော့မယုံ ပြောလိုက်တော့ ကဲထင်သားသူတော်ကောင်း တရားရုပ်ပဲပြညတ်နေမလား ဟုတ်ပါရဲ့ ထင်သားပဲထင်သားပဲ တော့ကော ဆရာကြီးထင်သား အရိယာ ရိယာထင်သားပဲဟာ ထင်တယ်ငါထင်တယ် ယဟန္တာဒါပြညတ်တာဒါဆိုရင်ဘုဒ္ဓဇင်လို့ပြညတ်နိုင်တဲ့သဘောတရားဒီမှာရှိတယ်ဒီ
ရုံးမှာရှိ မရှိဘူးဒုကြီးမှမရှိ ရှိတာဒီကအဲ့ဒီဘောင်းပါပါပါတယ်ဒီကရုပ်ပဲရှိတယ်အတင်တန်ပဲရှိတယ်အတင်တန်ဘုရားဒီလိုပညာမဲ့တော့ဒီမှာရှိလားရှိပါဘူးဘာမှမရှိတာ ဟိုပရမတ်နဲ့ ဒီအာဟုဆိုစိတ်ချဲ့လိုက်တဲ့အခါဝိဇ္ဇာချဲ့လိုက်လို့ရှိရင်ကိလေသာ10ပါးရတယ်မဟုတ်လားဟုတ်ပါတယ်လောဘဒေါသမောဟ ခုနလောဘဆိုတာပြောထားပြီးသားလောဘဆိုတာဒီအဝိဇ္ဇာနဲ့သွားပေါင်းလို့လောဘလို့ပြောတာဝိဇ္ဇာနဲ့မပေါင်းရင်ဆန္ဒလောဘအမိမရဘူးဟုတ်ပါတယ်အဲ့တော့တိတ်နှစ်သက်ပါလို့ဒေါသထွက်တာမဟုတ်လားထွက်တာဟုတ်ပါတယ်ဒေါသမောဟမာနဒါမိစ္ဆာဒိဋ္ဌိဝိသိကိစ္စခိနာကထုံတိုင်းတိုင်းပဲနော်လောဘဆိုတာလိုချင်တယ်တတ်မဲ့တယ်ဒေါသဆိုတာဟာလာခက်တယ်ကြမ်းတယ်မောဟဆိုတာတူရတယ်မာနဆိုတာမောင်းပါလားမိစ္ဆာဒိဋ္ဌိဆိုတာအတိမှားတာဝိသိကိစ္စဆိုတာသုံးမြတ်ချက်မကြတယ်ခိနာဆိုတာထုံတိုင်းတိုင်းတိုင်းဩဒိစ္စဆိုတာစိတ်ကြက်နေတယ်ဩဒိစ္စအာဟိတိကအရှက်မှုဘောင်းလေးလောရမှာလေးကိုတော့တပါမကြောက်ဒီကံတွေမကြောက်ဘူးတော့မှာအဲ့ကိလေသာ10ပါးတော့မှမူတည်ပြီးပြည့်ညက်အဲ့ဒီကိလေသာ10ပါးထားကြပေါင်းချမ်းနေတာကိုပုထုဇဉ်လို့ခေါ်တယ်ပုထုဆိုတာအများကြီးဇဏဆိုတာဖြစ်တာပါအဲ့အဲ့တော့တော့အများကြီးဖြစ်နေခုနပြောတဲ့ကံရဲ့သဘောတရားတွေကိုမသိဘူးမမြင်ဘူးဉာဏ်မျက်စိနဲ့အဲ့တော့အကန့်အဲ့တော့ဒါအမှန်ဒါအမှားဒါအမှန်ဒါအကောင်းဒါအဆိုးပိုင်းခြားနိုင်တဲ့မှန်ကန်တဲ့အတိမရှိတာကိုအန္တပုထုဇဉ်အဲ့ဒါကိုလူဆိုးလို့ခေါ်တယ်အဲ့တော့အဲ့ဒီဟာကြီးရှိနေတဲ့အခါကျတော့ကိုထိခိုက်နေတာမဲ့လုံးတွေကိုလုံးပြီးကိုထိခိုက်နေတာမဲ့လုံးတွေကဘာလို့သိလားလုံးကိုထိခိုက်နေတာမဲ့အလုံးတွေကိုလုံးတယ်လို့ရှိတာရှိတယ် အခုထိခိုက်နေတာမဲ့လုံးတွေပါဟုတ်ပါလေ ဒီအကုသို့အားလေ ရိုးရိုးလေးပဲစဉ်းစားရိုးရိုးလေးပဲစဉ်းစားအဲ့တော့ပဲဒီပါကြီးကောင်းနေတယ်ရိုးရိုးလေးပဲစဉ်းစားအားလေအဲ့တော့ပါကိုကိုထိကအောင်လေပါလေလို့ဒီစေပါဟုတ်တယ် ဒီကံရဲ့သဘာဝတွေကိုမမြင်တာကအန္တအကန့်ဒါအမှားဒါအမှန်ဒါအကောင်းဒါအဆိုးမသိလို့အကောင်းအဆိုးမပိုင်းခြားနိုင်လို့သူကလူဆိုးတော့မဆိုအန္တအကန့်အဲ့ဒါရှိတော့ကိုဘဝထိခိုက်နေတော့နေမို့အောင်လုပ်ပြီးကိုကနေမို့အောင်လုပ်တော့ဘာလားလူမိုက် မက်ကပါလေ ဒါဆိုကိုကနေမို့အောင်ဘာလုပ်နေလို့တော့ယောဂီတို့ဒီဒုက္ခတွေကလုံးအောင်လို့လုံးလို့ရ ပါလေရေးရေးလေးပဲပြော ရပါတယ်။အဲ့ဒါဘာလို့လိုက်ပြီးတော့မှာ။အခုလုံးပြောင်းလို့ဒီတရားလိုက်နေမဟုတ်ဘူး။ဒီဒုက္ခတွေလုံးတော့ဒီအမှန်ကန်သိရသွားရင်ဒီဇာတိမထွက်တော့လို့ဒီဒုက္ခတွေကလုံးပြီပေါ့။ဟုတ်လား ကိုပြောရတာ ကိုကို မိ ထိ တ် က က ဟုတ်ပါဘူးမေတ္တာဒိဋ္ဌိနဲ့ထားပါဘူးမေတ္တာဒိဋ္ဌိကရှိပြီးသားလေအန္တအကန့်တော့ဒီကံတွေမသိတာကမေတ္တာဒိဋ္ဌိကိုကိုဘုရားထိခိုက်နေတာကိုလုံးထားပြီးစူးတာ ဟောအရှက်ကြောက်ရှိတာ မှန်တယ်အတိတွေပါရှင်းသားနေပါလေ အဲ့ဒါမလို့ဒီမှန်ကန်တယ် ရိုးရိုးပဲရှင်းတာ တော့ပြော ဘု နေ ရားမသိလိုက်ဘူးလိုက်တယ်ဘာလို့နောင်ကစား အေးဟုတ်ရဲ့ဆိုလုံးပါလောကသားတော့တော့လုံးမလားလား ရက်တော့တာလေဟောကိုတွေ့ ဟမ်လောကသားတော့တော့လုံးမလားလား လောက်တာပါလေ တော့ဆိုင်လို့ပြီးရက်ဆွဲပြီးဘိန်းဆွဲပြီး ဟုတ်ပါ လူမိုက်ပေါ့ကိုကထိခိုက်နေတော့လို့ဟမ်ဘိန်းဆွဲလာတဲ့ခါကျတော့ဘိန်းဝယ်ကြမရှိတော့ဘိန်းကခမိန်လို့တော့ခိုးတယ်ဆိုတော့ကျွန်တော်မဟုတ်ဘူးခိုးတယ်လို့တော့ပြီးဆိုသူများထိခိုက်အောင်လို့လုံးမလားလား ဟုတ်လားပါ ဒီလိုမှဖြစ်လာပြီပေါ့ ရုံမှာ
နောက်မလိုက်တော့ရှောင်းပါပြီဟမ် ဟုတ်ကဲ့ ဒိတာကောက်တာခိုးတာခွက်တာလုံးမလား လောက်တာပါလေ မရရင်လူမယ်တတ်မယ်သူများထိခိုက်တော့လူရောမှာဖြစ်တာဒါမှမဟုတ်မင်းတော့မိုက်ကန်းနဲ့ကောင်ကွာအကန်းရောအမိုက်ရောသွားပေါင်းလိုက်တော့ အန်တာ မိုက်ကန်းနဲ့ကောင်လူရောမှာ ဟာလာအန်တာနဲ့ပါလာ ဒီဆယ်ဦးကြောင့်ပဲလူဆိုးလူမိုက်လူရုံမှာခုနဆရာသမားတွေကျေးဇူးရှိတဲ့ပုဂ္ဂိုလ်အရိယာတွေထိခိုက်နေအောင်လုပ်ပြီး ဒီလိုဟာ ဘာလို့လဲဆိုတော့ဒီအကုသိုလ်ဒီဓာကြီးဒီအဝိဇ္ဇာကြီးရှိတာတော့ပါအဲ့ဒါနဲ့တိုင်းတာဘုလူတွေအဲ့ဒါမှလည်းလည်းစဉ်းစားနေတဲ့လူကြတော့ကလျာဏဖြစ်လာတာဗော ဒီလိုပါ သူတော့ဩဒီကိရိတာဆယ်ပါးကအနုတ္တိယကိန်းနေတာဟုတ်လား ဟုတ်ကဲ့ သူအနုတ္တိယအနုတ္တိယဒီမှာပရိယောဌာနထွက်လာတာဟုတ်လား ဟုတ်ကဲ့ပါ အဲ့ဒီပရိယောဌာနဒီမှာဥပ္ပကမလာမယ်အဲ့ဒါဒီပရိယောဌာနကိုသမထသမိုင်းပြမယ်လားဟုတ်လား ဟုတ်ပါတယ် အဲ့တော့ဒါဒီနဲ့ငါပွားစီနေတော့ကံတိတိထပ်ဖြစ်တော့မှာနည်းနည်းစဉ်းစားနိုင်တဲ့လူကဒီဟာကံတိမဖြစ်အောင်ဒီပရိယောဌာနကိုပယ်တဲ့အလုပ်လုပ်ပြီးပေါ့ကာယကံဝစီကံနေမလုံးကျွအောင်လို့ဒီဘောကမလုံးကျွအောင်လို့အတန်းတားပြလိုက်တော့သူတော်ကောင်းဖြစ်သွားပြီပေါ့တော့တားနိုင် အားနိုင် မသားနိုင် တော့ကအောင်မြင်တဲ့ခေတ်မှာမဟုတ်လားအဲ့တော့မဟာဒါရီကခုနလို့ဒီကိလေသာဒီအာဟုသူဝိဇ္ဇာကြီးရှိနေဇာတိထွက်ရင်တော့ခုနကြောက်တဲ့ဒီကိန်းနေတဲ့ဝိပဿနာငါခံစားတော့မှာပါလား ဟုတ်ကဲ့ အဲ့တော့ဒီဇာတိဒုက္ခငါလုံးဝဖြစ်မယ်ဇာတိဒုက္ခကိုလုံးမြောက်စေတဲ့အတိဇာတိဒုက္ခဖြစ်နေတဲ့အကြောင်းကိုတတ်နိုင်တဲ့ပညာရငါရှာမှဖြစ်မယ်အဲ့တော့ယဟန်ဖြစ်တယ် ဟာ အဲ့ဒါနားမလဲတော့တရားဟောတာလူဟောတာလားယဟန်ဟောတာလားနားလို့ဟမ်လူနဲ့ယဟန်ဘာနဲ့တိုင်းလာမလဲမင်းဘာနဲ့တိုင်းလာ ဝိစားစီ ဟေးသင်္ကန်းနဲ့တိုင်းလာဆိုတော့ သင်နဲ့ပဲ ဟုတ်တယ်သင်္ကန်းနဲ့တိုင်းတာအောင်ဒါဆိုမိယဟန်ကတော့အဲ့သင်္ကန်းကိုဆွတ်ချုပ်ပြလိုက်အင်းကြီးနဲ့လောင်ကြီးဝှက်ခိုင်းလိုက်လူဖြစ်သွားမှာ ဟုတ်ပါတယ် ဒီသေးပါ ဟမ်အဲ့ဒါရောကြားဘူးလား စားဖို့ပါ ။ရောင်းတင်ကားဆက်ချုပ်ပြီးတော့အင်းကြီးလောင်ကြီးဝှက်ခိုင်းလိုက် ဖြစ်ပါ ။လူဖြစ်လား။မဖြစ်တော့ဘာလို့ပြီးလဲ။တင်ကားဝှက်ထားတာရဟန်းဘာလာပြောလဲ။လူဟောတာလားရဟန်းဟောတာဘာလာပြောလဲ အဲ့ဒါပါလာပြောတယ် ။တင်ကားနဲ့တိုင်းတာဆိုတင်ကားဆက်ချုပ်ပြီးတော့မင်းအင်းကြီးလောင်ကြီးဝှက်ပြလိုက်လူလို့ခေါ်ပေါ်ပါ။လူဖြစ်လား လို့မရပါဘူး ။ဝင်းကြီးတင်ကားတော့မဖြစ်ဘူး ဒီနေရာမှာ ။တိတ်ခါချဆိုတော့ဘာလို့ဟမ်။ဥပဒေဆရာစီမှာဒီဇာတိဒုက္ခကလုံးဝတဲ့အလုံးမလုံးတော့ပါဘူးလို့သွားပြီးတော့ပြောရတယ်။မင်းဟုတ်ပြီဒီဇာတိဒုက္ခလုံးဝတဲ့အလုံးကိုမလုံးတော့ဆိုတာမင်းကဘယ်လိုပြားပေးတာတော့မင်းမိမထွက်ခိုင်းလို့လားမလုံးခိုင်းလို့လားဒါပေးလားမင်းကိုယ်တိုင်တကယ်မလုံးချင်တာလားတောင်းတာမေးရတယ်အာမဟုတ်ပါဘူးတပည့်တော်ကိုယ်တိုင်ပဲဟုတ်လားဒီမြင့်မြတ်တဲ့ဇာတိဒုက္ခကလုံးဝတဲ့အလုံးကိုကြောင်းလို့ဒီဇာတိဒုက္ခလုံးဝတဲ့အလုံးကမြင့်မြတ်တဲ့အလုံးကြီးဟုတ်လားမလုံးကြဘူးမလုံးတော့ပါဘူးတောင်းတာပြောတော့မှတိတ်ခါချဆိုတော့ကိုဆောင်ထိထားတဲ့ဇာတိဒုက္ခကလုံးဝတဲ့အလုံးကြီးကိုလုံးမယ်လို့ထိထားတဲ့တိတ်ခါကြီးကိုချလိုက်တာအဲ့ဒါမှလူဖြစ်တယ်ဒီအသွင်တော်နဲ့ဘာမှမဆိုင်ဒါပရမတ်တွေကပြောနေဒါပေမဲ့အဲ့ဒီသင်္ကန်းမဝေးရဘူးလားဟမ်တော့ခုကျောင်းလိုက်အထူးစင်းကနေစေုံနေကိုသွားတဲ့အခါဒါတန်ရှင်းဒါနတ်သမဒါဆရာကိုယူနီဖောင်းရှိလား ရှိပါတယ် ဟောရှိဘာလို့အဲ့လိုသတ်မှတ်ထားလဲ သိရင်လာတယ် ဟုတ်ပါလေဘာလို့အဲ့လိုသတ်မှတ်ထားလဲ သူ့ဆက်နေတော့ပညာ တာဝန်နဲ့ပြော ဟုတ်ပါလေသူ့တောင်းလိုက်လို့ သိလာ တန်ရှင်းဆိုရင်တန်ရှင်းတောင်းနဲ့သက်ဆိုင်တဲ့ယူနီဖောင်းနတ်သမဆိုနတ်သမလုံးနဲ့သက်ဆိုင်တဲ့ယူနီဖောင်းဆရာဝန်ဆိုဆရာဝန်နဲ့သက်ဆိုင်တဲ့ယူနီဖောင်းသူ့လုံးနဲ့သက်ဆိုင်တဲ့ယူနီဖောင်းနဲ့ယူတာ ရှိပါတယ် ဘာလို့အဲ့လိုယူနီဖောင်းသတ်မှတ်ထားလဲ သူ့ပညာနဲ့ပညာ ရှင်းတယ် ရှင်း လာပြီးတော့ဥဒတဲ့လူတွေသိအောင်ဟုတ်လားဟမ်အဲ့ဒီလိုပဲဒီတာဝန်ကတွေရပြီဩငါဇာတိထွက်လာတာနဲ့ငါအတိတ်ကပြုခဲ့တဲ့ဒီကမ္မတတ္တိတွေကငါ့ကိုခံဟုတ်လားအကျိုးပြီးတော့မှလားတမန်တော်တာဖျားရှင်ဖြစ်တာတော့တပိညုတဉာဏ်ကြီးကဘာလောကရဲ့ကြီးတစ်ခုလုံးမှာဉာဏ်အကြီးဆုံးဖြစ်တဲ့ဖျားရှင်တော်မှာဟိုးအတိတ်ကပြုခဲ့တဲ့ကမ္မတတ္တိတွေကဟုတ်လားဝိပတ်တော်ဆန္ဒမခံစားလာပါလားလို့မြင်လာပြီဒီဇာတိဒုက္ခလုံးတော့ငါလိုက်မယ်ဆိုတော့မှဉာဏ်ဝတ်တာဟမ်တဝါနဲ့ဇာတိဒုက္ခငါလုံးတော့လုံးမယ်ဆိုပုဂ္ဂိုလ်မရှိလား ရှိပါလေ ရှိတဲ့ခါကျတော့ဖခင်က
သူတောင်းရှိပြီသူတာနာယူအဲ့တော့ဒဝါတဲ့နဲ့ဇာတိဒုက္ခလုံးကြောင်လုံးမဲ့ဆိုသူဂယဝါဒအိမ်မှုကိစ္စတွေလုံးမလားလုံးတော့စီးပွားလည်းမရှာတော့တဲ့အတွက်ကြောင့်သူ့ကိုထောက်ပံ့ကြပါသူကမြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ပါဟမ်ကျန်တဲ့ဒကာဒကာသိအောင်လို့သူ့ကိုယူနီဖောင်းဆိုတဲ့ဟာထုတ်ပြရတာမဟုတ်လားအေးအဲ့ဒီယူနီဖောင်းထုတ်ပြီးယူနီဖောင်းနဲ့ထိုက်တာနဲ့လုပ်ရပါလေရှိရတယ်တန်ချင်းလို့တန်ချင်းနဲ့ထိုက်တာနဲ့ယူနီဖောင်းနောက်ဆုံးမှဆိုရင်နောက်ဆုံးနဲ့ထိုက်တာနဲ့ယူနီဖောင်းဆရာမဆိုရင်ဆရာနဲ့ထိုက်တာကြီးအဲ့ဒါကိုဝိနည်းပညာချက်ထုတ်ရတယ်သူနဲ့ထိုက်တယ်ဒါပရမတ်နေရပြောနေဒါလို့ဒီနေကိုရနေမကွန်းတော့ဒါပြီးစော်ကားမှုတွေလာတော့ဘယ်လိုလုပ်အဲ့တော့မှဇာတိတော့ကလုံးလုံးနဲ့ဟာတာအကြောင်းဇာတိကိုဖြစ်တဲ့အကြောင်းကိုသိသွားပြီဆရာသမားတွေဟောပြလို့သဝတိလာတန်ဒီဝါနဲ့တွေ့တယ်သူပြောတော့ကိုကနားထောင်တယ်နားထောင်ပြီးသူပြောတဲ့အတိုင်းစဉ်းစားတယ်စဉ်းစားပြီးတော့ကိုအတိမားတွေကိုပယ်စွန့်လိုက်ပြီး၄ချက်ညီသွားပြီညီတဲ့ခါကျတော့ဒီမိစ္ဆာဒိဋ္ဌိအတိမားကြီးကိုဆုံးဖြတ်ချက်ချပြီးတော့ပယ်လိုက်ဒီကိလေသာ10ပါးတွေကဒီအာဟုသောအဝိဇ္ဇာမိစ္ဆာဒိဋ္ဌိအပေဇာတိကိုဖြစ်စေတဲ့အကြောင်းပယ်တတ်လိုက်တဲ့အတွက်ကြောင့်အရိယာဒီအရိယာဖြစ်တယ်ဒါကြောင့်လို့အဲ့ဒါပရမတ္ထတန်ဃာလို့ခေါ်တယ်ပရမတ္ထနေမှာရှိတဲ့ဒီအာဟုသောထုတ်သွားလို့ပရမတ္ထတန်ဃာလို့ခေါ်တာဒီဘက်ဒီပုရိကာကြီးကဘာမှမဆိုင်ဝိစားနဲ့ဘာမှမဆိုင်အောက်ပြပြပါနဲ့ကိုရတယ်နေမကတော့ဘာဖြစ်နေမကတော့စော်ကားမှုဖြစ်တာပေါ့ဒီကိလေသာဆရာအကုန်ကုန်သွားယဟန္တာရလားဒါကြောင့်ဘာလာရင်းနဲ့ယန္တမဝေဖန်နဲ့ခံစားသွားလိမ့်အဲ့ဒါဒီမှာခုနကဒီလောက်တော့မလောက်ဘူးဇာတိတော့ကလုံးလုံးနဲ့အလုံးမလုံးခဲနဲ့ယူနီဖောင်းဝတ်ထားတော့ယဟန်တို့တော့ဟုတ်လားဒီကတော့မြင်မနေဘူးလားမြင်ပါပါတယ်အတူကြီးဖြစ်သွားမှာပေါ့ဖြစ်သွားမှာပါဒါတော့ဒီနေရာတော့ထားတဲ့နေရာပဲပရမတ္တနေရာသူရမ်းမှာမဟုတ်ဒါတော့အဲ့ဒါဘုန်းကြီးလို့ခေါ်တယ်ကျွန်တော်အခုဖြူတဲ့စိမ့်နဲ့ကောက်ဝေးလိုက်လို့ရှိရင်ဘာဖြစ်ဆရာဖြစ်မလားဖြစ်ပါတော့နေခွဲဘူးလို့ပြည့်ရပရမတ်နေဒါလို့ယောဂီတို့ကအခုဒီပုဒ်တွေကနေပြီးတော့အရိယာပြောင်းတော့မှာမဟုတ်လားဟုတ်ပါရဲ့တော့မှဆိုဘာကိုပေးရမလဲမိကြီးနဲ့မိကြီးနဲ့မိကြီးကပဲလေဒီကအတိမားတယ်ဘာမားတာအာရုံမှာဘာမားတယ်အားလုံးကဘယ်လိုမားလဲယောက်ျားမင်းကပုဂ္ဂိုလ်တော့ရှိတာရှိနေဆိုတော့သဘောတရားမရှိဘူးညဉ့်ညံ့နေတဲ့သဘောတရားလည်းမရှိဘူးညဉ့်ညံ့နေလည်းမဟုတ်ဘူးအဲ့ဒါကြီးကိုယောက်ျားမင်းကပုဂ္ဂိုလ်တော်ကဆိုပြီးတော့ကိုယ့်အောင်သိမ့်ပိုက်ပြီးတော့အခုဆိုပြီးပွားစီနေအဲ့ဒါကြီးမှတိုင်းမြင်လို့ရှိရင်မိစ္ဆာဒိဋ္ဌိနဲ့ဝိသိကိစ္စချောနေတယ်လေးရဖြစ်ပြီးတော့ဗျာသောတာပန်အရိယာအဲ့ဒီအဒီမှာဇာတိတော့ဖြစ်နေတာပဲအပေကိုကြသေးတဲ့အကြောင်းပဲဟမ်တရားခက်နေတာကယောဂီတို့သိကျင်တဲ့ဆန္ဒခက်သိကျင်တဲ့ဆန္ဒခက်နေတော့ဘယ်လိုမြင်ပြောပြလဲဒီလေးချက်ညီအောင်မလုပ်ဘူးလို့လို့ယောဂီတို့စဉ်းစားမှာအခုကျွန်တော်ပြောပြတဲ့ဟာကသဘာဝကျသလားမှန်လားမှားလားဒါပြန်စဉ်းစားမှာမှန်တယ်ဆိုကိုအတိမားတာကြီးပယ်လိုက်ပြီးနေအဲ့တော့ဒါအောင်မပယ်နိုင်ရင်လည်းခုနလိုပြင်းမစော်ကားမှုတွေမလုပ်နဲ့အာတိဝနာပစ္စည်းတဲ့ဆိုတော့ဘုရားသာနာမှာရလိမ့်မယ်ပြင်းမစော်ကားသွားရင်ခံစားသွားလိမ့်မယ်မတားဘူးသားတွေဖြစ်ကုန်လိမ့်မယ်တရားလေးချုပ်တာညဉ့်ညံ့နဲ့ပရမတ်နဲ့ညဉ့်ညံ့နဲ့ဆိုဒီဝိပယုတ်ဓာတုတိကကြီးပရမတ်နဲ့ဆိုဒီအာဟုဓမ္မယုတ်ဒါမှမဟုတ်ဒီဝိပဿနာယုတ်ရှိတယ်ကံစေဥဒ္ဓဟာရကိုမိနေရတဲ့ယုတ်ဒီမှာဥပါဒ၄ပါးကိုမိရတဲ့ယုတ်ရှိတယ်ဒီကံစေဥဒ္ဓဟာရကိုမိရတဲ့ယုတ်ကပြဉ္ညာလို့ရတယ်ဘလို့ပြဉ္ညာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ပြဉ္ညာလို့ရတယ်ပြဉ္ညာနယ်ထဲမှာလည်းရှိတယ်အဲ့တော့ဒီမှာပုဂ္ဂိုလ်ထည့်ထားတာအလကားမဟုတ်ဘူးဒီအရိယာလို့ယန္တာလို့ဖြစ်မှာပုဂ္ဂိုလ်မြည်ရတာအရိယာတော်ဝင်တော့ပုဂ္ဂိုလ်မြည်ရအဲ့ဒီအရိယာတော်ဝင်ဖို့ခဲနဲ့ပုဂ္ဂိုလ်ဆိုတဲ့ဘုံသုံးမရဘူးတ attva လို့ပဲသုံးရတယ်ဒါနားမလဲအထက်ပုဂ္ဂိုလ်ကြီးလုံးနေကြမလားဟုတ်ပါရဲ့အထက်ကပုဂ္ဂိုလ်ကြီးအထက်ပုဂ္ဂိုလ်ကြီးဖြစ်ရင်ဒါဒီပယ်မှအထက်ပုဂ္ဂိုလ်ဖြစ်တော့မှာပေါ့ဟုတ်ပါပါဘယ်တော့ဘုံဘူး
အဲ့တော့ယောဂီတို့အနေခံသွားမှာယောဂီကအာနာနဲ့စဉ်းစားနေတယ်လောဘကြီးသူတတိကလူလိမ့်ခံကိုဉာဏ်ရှိလူလိမ့်ခံအဲ့တော့ယောဂီတို့ခုဒါခုနကဒီဟုတ်လားတတဝါနေယောဂီတို့ပုဂ္ဂိုလ်ပြောက်တော့မှာမလားပုရုသေကနေအရိယာပြောက်တော့မှာပုရုသေကနေအရိယာဖြစ်တာဒါလေးပဲကောင်းအတ္တစိတ်လေးပဲဆိုတာအဲ့ဒီဒီဟိုင်းချုပ်တာလေဒီပုရုသေကနေလူဆိုးလူမိုက်လူရောမှာဘဝနေပြောဒီမဲ့အရိယာဖြစ်သွားမှာဒါလို့ရပြီပေါ့ရမယ်ယောဂီတို့ကလောင်းနေရလေဟာလောင်းနေရတယ်အရိယာလောင်းနေရလားမသာလောင်းနေရဒါလည်းရှိတယ်အရိယာလောင်းနေရတော့မကျင်းနေဘူးမသာလောင်းနေရတော့ကျင်းနေတယ်အဲ့ဒါမသာမဖြစ်ခင်မှာအရိယာလောင်းနေရဖြစ်အောင်လုပ်ဖို့ဘုတော်ပြီရလာရောဘုယောဂတတိကတကဘုရားဘောနာကတစရိအယကာယခတကိုယုံတာသုတိကောင်းကြီးသည်ဘုရားဒီသာဝတိဝေသုတိဉာဏ်ရာတာဒီယောဂီတို့ဆိုရင်ဒီလိုဒီနာမည်ကြီးနာပါတော့လေယောဂာဒီဉာဏ်ဆိုယောဂမျိုးလို့ဆိုဒီယာနာဒီစိတ်ရဲ့ဒီစီမူဝိဒနာသာဝတ္တယတ္တဉာဏ်နဲ့ဉာဏ်နဲ့ဉာဏ်ဒီယောဂာစေဘုရားရဲ့ဒီသာမောကြောင့်ဝါမောမာရဲ့ဉာဏ်ပိုင်ပိုင်ကြ၍ဘယ်ရောက်မှမစတဲ့ဉာဏ်တို့ကိုဆိုလိုချင်တာကအလုံးယောဂဆုံးတဲ့ဉာဏ်ကြီးနဲ့တရားဝိသမောတွေနဲ့သိသိညီညာရောဒီတရားသိသိသာဒီမောရညာနာဆိုင်ရဆိုင်စံနဲ့စေတရားမောတွေပါဘောင်းကိုပြောအားလုံးကိုပြီးသို့သောဆန္ဒဉာဏ်ဉာဏ်ဝိယာဝိဒီဘုရားစေရောသာကုမဆန္ဒဉာဏ်နဲ့ဝေဝါတုန်ဒီလုံးစုံပြည့်စည်တော်ရာစီစီတော်ရာလူရာဝိဒီဒီတရားကိုလိုစစုစုနဲ့နေနေနေတရားပါလာနေတရားကြီးရာပညာပြီးတရားရည်ရင်ခဲ့ပြီးဝိဝိစီနာသာတော်တရားကိုဒီလိုဒီလိုပဲလို့မြင်မယ်ကိုပြရလို့မှာဘုရားဆောင်းပြီးတော့မှဒီလိုဒီမြတ်ကိုပြရလို့အာရောဒီရဲ့ကိုနာဒီရမစေနာနာလို့ပြောလို့ဟောတော်ပါလေမစေရအောင်ဘယ်နည်းနဲ့မှမပြည့်ရပါဘူးဒီတာလူတာလူတာလူစီရတေတေလူတေမောစီရတေတေလူတေမောစီရတေတေလူတေမောတေမောဝေဒီလိုတော်အောင်ရာဒီစီရဇာမိစွာသောကာလပတ်လုံးတေတေလူဒီပါစေတိတာလူတာလူတာလူယောဓမ္မတို့ဒီအနာဂတ်ဘုရားဘောဆက်ဆက်တော်တော်ယခုပိစကဘောမှာတော်တော်ဒေဒီဓမ္မပုဂ္ဂိုလ်ဝိရာရှိမြတ်တို့ဘော၌ကာယကံဝစီကံနောကံဤဟူသောကံသုံးပါး